အောင်တော်မဲမင်္ဂလာပါခင်ဗျာပြည်တော်စုလွှတ်တော်နာယကနဲ့တော့ကပြည်တော်စုလွှတ်တော်ကိုယ်စားလှယ်များပြည်တော်စုအစိုးရအဖွဲ့ဝင်များပြည်တော်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့မြန်မာနိုင်ငံသူနိုင်ငံသားမိဘပြည်သူများအားလုံးကိုယ်စိတ်နှပြကျမ်းမှချမ်းသာကြပါစေကြောင်းဥစွာဆုမွန်ကောင်းတောင်းရင်နှုတ်ခွန်းဆက်တာအပ်ပါတယ်ကျွန်တော်ဥဆောင်တဲ့အစိုးရအဖွဲ့သစ်နိုင်ငံတော်တာဝန်များကိုစတင်လွှဲပြောင်းယူခဲ့တာဟာဒီနေ့မှာရက်ပေါင်း100ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ရက်ပေါင်း100ကာလဟာကျွန်တော်တို့အစိုးရအဖွဲ့တဲ့တမကနိုင်ငံတော်အတွက်ပါအလွန်အရေးကြီးတဲ့အခြေခံအုတ်မြစ်များချမှတ်နိုင်ခဲ့တဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ပြည်သူလူထုရဲ့ဆန္ဒနဲ့အညီကျင်းပခဲ့တဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကတဆင့်ပေါ်ထွက်လာတဲ့ကျွန်တော်တို့အစိုးရအဖွဲ့ပေါ်မှာပြည်သူများရဲ့ယုံကြည်အားကိုးမှုကိုအလေးထားသောအပြင်ဒီရက်ပေါင်း100အတွင်းဦးစားပေးလုပ်ငန်းစဉ်တွေကိုအစွမ်းကုန်ကြိုးပမ်းအကောင့်တွေပေါ်ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအဖွဲ့တာဝန်ယူခဲ့တဲ့အချိန်ကနေရက်ပေါင်း100ပြည့်မြောက်တဲ့ဒီနေ့အထိဆောင်ရွက်မှုတွေနဲ့ပြောင်းလဲတိုးတက်မှုတွေကိုပြည်ထောင်စုလွှတ်တော်ကတဆင့်မိဘပြည်သူများကိုတင်ပြသွားမှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံဟာ2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာဖြစ်ပေါ်ခဲ့တဲ့မဲပထမမှုတွေနဲ့အဲ့ဒီမဲပထမမှုဖြစ်စဉ်ကိုဥပဒေနဲ့ညီမဖြေရှင်းခဲ့နိုင်ကြရအောင်ကြောင့်နိုင်ငံတော်မှာအရေးပေါ်အခြေအနေကြီးညာခဲ့ရတဲ့ကာလတစ်ခုကိုဖြတ်သန်းခဲ့ကြရပါတယ်အဲ့ဒီကာလတွင်ပြည်တွင်းပြည်ပသွေးထိုးလှုံ့ဆော်မှုတွေကြောင့်စုပူကြမ်းဖက်မှုများနဲ့လက်နက်ကိုင်ပြည်ပခါတွေပေါ်ပေါက်ခဲ့ပြီးနိုင်ငံရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးကိုများစွာထိခိုက်စေခဲ့တာအားလုံးအသိပဲဖြစ်ပါတယ်။ဒါပေမဲ့တပ်မတော်တွေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီအစဉ်စဉ်ဆောင်ရွက်ခဲ့ရမှာယူကပြည်သူလူထုရဲ့ဆန္ဒနဲ့ညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီထူထူရွေးကောက်ပွဲကြီးကိုအောင်မြင်စွာကျင်းပပေးနိုင်ခဲ့ပါတယ်။မဲပေးပိုင်ခွင့်ရှိသူများရဲ့54.2% လာရောက်မဲပေးကြတာဟာပြည်သူတွေအနေနဲ့ဒီမိုကရေစီစနစ်ကိုအမှန်တကယ်လူလားကြောင်းပြသလိုက်ခြင်းပင်ဖြစ်ပြီးဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ခြေချနိုင်ခဲ့ပြီဖြစ်ပါတယ်။နိုင်ငံတော်သမ္မတအနေနဲ့ကျန်းသစ္စာကျူဆိုတဲ့နေ့ကမီဒီယာများရဲ့မေးမြန်းမှုကိုကျွန်တော်ပြန်လည်ဖြေကြားတဲ့အခါမှာတိုင်းပြည်တည်ကြည်အေးချမ်းမှုရရှိရေးနဲ့ဖွံ့ဖြိုးတိုးတက်မှုရရှိရေးကိုလေးထားပြီးဦးစားပေးဆောင်ရွက်သွားမယ်လို့ပြောခဲ့ပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့စတင်တရားဝင်ယူခြင်းကစပြီးတိုင်းပြည်တည်ကြည်အေးချမ်းမှုရရှိရေးနဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကိုအချိန်ဟုန်မြင့်ဖော်ဆောင်ခဲ့ပါတယ်။အထူးသဖြင့်ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့နဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိစေဖို့တဲ့ရင်းချမ်းရရှိရန်မှာမဖြစ်မနေလိုအပ်ပါတယ်။တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရှိမှသာလျှင်ပြည်သူတွေရဲ့လူမှုစီးပွားဘဝနဲ့နိုင်ငံစီးပွားရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ရင်းချမ်းနဲ့ပတ်သက်လို့နိုင်ငံရေးအရသဘောထားကွဲလွဲမှုများကြောင့်လက်နက်ကလမ်းစဉ်ကိုရောက်ရှိနေသူတွေကိုဥပဒေဘောင်တွေပြန်လည်ဝင်ရောက်လာဖို့နဲ့ညဉ့်ညစွာတွဲဆုံဆွေးနွေးနိုင်ဖို့တဲ့ဒီရက်ပေါင်း100အတွင်းမှာအချိန်ဟုန်နဲ့ဆောင်ရွက်ခဲ့ပြီးငြိမ်းချမ်းရေးတကားကိုလည်းထာဝရဖွင့်လှစ်ပြီးဖိတ်ခေါ်ခဲ့ပါတယ်။တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ် NCA ရဲ့အပိုက်25အရပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာဆွေးနွေးသဘောတူချုပ်ဆိုခဲ့တဲ့ပြည်ထောင်စုသဘောတူစာချုပ် Union Accord အစိပ်ပိုင်း1 2နဲ့3တို့ကို NCA အပိုက်20စလုံးနဲ့အညီဆွေးနွေးတည်ပြုချက်ရယူဆောင်နိုင်ဖို့ပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းထားပြီးလည်းဖြစ်ပါတယ်။တိုင်းဒေသပြည်သူတရားလုံးရဲ့လူလက်ချက်ပန်းတိုင်ဖြစ်တဲ့ဒီမိုကရေစီနဲ့ဖက်ဒရယ်စစ်ကိုအခြေခံတဲ့ပြည်ထောင်စုပေါ်ပေါက်လာစေရေးနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်ကိုပြင်ဆင်ရန်အချက်43ချက်ပါပြင်ဆင်ချက်များကိုလည်းပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားပြီးဖြစ်ပါတယ်။
ဒါကြောင့်ကြိုတင်နေရတဲ့သဘောထားကွဲလွဲမှုတွေနဲ့လူလားချက်တွေကိုလက်နက်ကန်လမ်းစဉ်နဲ့မဖြစ်ရှင်းပဲနိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့်နိုင်ငံရေးနီလာပြစ်တာအေးချမ်းစွာဖြည့်ရှင်းအဖြေရှာကြဖို့အလေးနဲ့ထားပြီးထပ်မံတိုက်တွန်းလိုပါတယ်ကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့ငြိမ်းချမ်းတဲ့ကားကိုထာဝရဖွင့်လှစ်ထားရှိသည်ဆိုတဲ့ခံယူချက်နဲ့ဒိုင်းသလက်တကအဖွဲ့ EAO အားလုံးကိုတွဲဆုံဆွေးနွေးဖို့အမြိုက်ဖိတ်ခေါ်နေပါတယ် NCA လက်မှတ်ယူထားတဲ့အဖွဲ့တွေနဲ့မထိုးရသေးတဲ့အဖွဲ့တွေအားလုံးမြည်သည့်ကြိုတင်ကန့်သက်ချက်ကိုမှမထားဘဲတွဲဆုံဆွေးနွေးကြဖို့ EAO တွေကိုငြိမ်းချမ်းရေးအတွက်ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်ဒါကြောင့်လည်းတိုင်းသားလက်နက်ကအဖွဲ့အစည်း73ဖွဲ့တို့နဲ့တွဲဆုံဆွေးနွေးနိုင်ခဲ့ပါတယ်ကျွန်တော်နိုင်ငံဟာလူလိုက်မဆုံးရှုံးခင်ကတည်းကတိုင်းရင်းသားတွေအားလုံးစုစုစည်းစည်းနဲ့နေထိုင်ခဲ့ကြတဲ့နိုင်ငံဖြစ်ပါတယ်လူလိုက်ဆုံးရှုံးပြီးနောက်ပိုင်းအမျိုးမျိုးသောတွေးခွဲမှုတွေကြောင့်တိုင်းရင်းသားစီလိုညီညွတ်မှုပြတ်ပြားခဲ့ရသလိုလူလိုက်ရပြီးတဲ့အချိန်မှာလည်းအမျိုးမျိုးသောတွေးခွဲမှုတွေကြောင့်တိုင်းရင်းသားစီလိုညီညွတ်မှုတွေပြည့်မြင့်ခဲ့ရပါတယ်ဒီနေ့ဒီအချိန်ခါမှာတိုင်းရင်းသားအားလုံးစုစုစည်းစည်းညီညီညွတ်ညွတ်နဲ့နိုင်ငံသစ်ကိုဥထုတကွတိဆောက်ကြဖို့လိုပြီးဒီညီညွတ်မှုခွန်အားဟာကျွန်တော်တို့ရဲ့အနာဂတ်မျိုးဆက်တွေအတွက်တန်ဖိုးမဖြတ်နိုင်တဲ့တမိုင်းမွေတစ်ခုဖြစ်ကြံရည်နေပါပဲဖြစ်ပါတယ်မြို့သားစီလူညွညွရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကတဆင့်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့အပြုသဘောဆောင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်လက်ရှိနေပါတယ်ဒါကြောင့်နိုင်ငံတော်မှလို့အများစုတည်ငြိမ်အေးချမ်းစေဖို့ငြိမ်းချမ်းရေးကိုတည်ဆောက်တဲ့နေရာမှာမဖြစ်နိုင်တာတွေကိုတောင်းဆိုနေပဲစားခေတ်စနစ်နဲ့ကိုက်ညီတဲ့ဖြစ်တဲ့နာဖြစ်နိုင်တာတွေကိုသာညှိနှိုင်းတောင်းဆိုကြဖို့လဲလိုအပ်ပါတယ်။ဒါပရငြိမ်းချမ်းရရှိရောကြိုးပမ်းဆောင်ရွက်ရမယ့်တာဝန်ဟာအစိုးရမှာပဲတာဝန်ရှိတာမဟုတ်ပဲအစိုးရတပ်မတော်လွှတ်တော်နဲ့နိုင်ငံရေးပါတီများအပါအဝင်တိုင်းဒေသပြည်သူအလုံးတို့မှလည်းတာဝန်ရှိတာဖြစ်တဲ့အတွက်နိုင်ငံလို့ထာဝရငြိမ်းချမ်းရရှိအောင်ဆောင်ရွက်တဲ့နေရာမှာပြည်သူများနဲ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များကလည်းတပ်ဆန်းတွေပူးပေါင်းဆောင်ရွက်ပေးကြဖို့အလေးနဲ့ထားပြောကြားလိုပါတယ်ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်ကာကွယ်ရေးနဲ့ပတ်သက်လို့တပ်မတော်ကိုတိုက်စွမ်းရည်တိုက်စွမ်းအားရှိတဲ့ခေတ်မီတပ်မတော် Standard Army တရက်ဖြစ်အောင်ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာတိုက်ဆန်းရှိဖို့အတွက်လိုအပ်တဲ့အရင်းမြစ်တွေရရှိစေဖို့ကျွန်တော်တို့အစိုးရအနေနဲ့မူဝါဒများချမှတ်ပြီးဆက်လက်ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။ဖွဲ့စည်းဖို့အခြေခံဥပဒေပုံမှန်340နဲ့အညီနိုင်ငံတော်လူမျိုးရေးနဲ့ကာကွယ်ရေးမှာပြည်သူလူထုတရားလုံးပါဝင်ရေးအတွက်တပ်မတော်ဦးဆောင်မှုနဲ့ပြည်သူ့စစ်မဟာဗျူဟာကိုဖော်ဆောင်ရမှာလည်းဖြစ်ပါတယ်။နိုင်ငံတော်မှာယူသည်ခံညာလောက်တဲ့ကာကွယ်ရေးဆောင်ပကနဲ့လုံခြုံရေးဆောင်ပကရရှိစေဖို့တဲ့2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာအသက်သွင်းကအာဏာတည်ရှိခဲ့တဲ့ပြည်သူ့စစ်မှုထမ်းဥပဒေကိုလည်းဆက်လက်အကောင်အထည်ဖော်ကျင့်သုံးသွားမှာဖြစ်ပါတယ်။တိုက်စွမ်းရရှိတဲ့တပ်မတော်ဖြစ်လာစေဖို့လေးကျင့်လိုက်နာဆိုတဲ့လုပ်ငန်းစဉ်နဲ့ညီတပ်မတော်ကအမြဲမပြတ်ကြိုးစားလေ့ကျင့်နေကြရမှာဖြစ်ပါတယ်။ပြည်သူ့လုံခြုံရေးအတွက်မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတာဝန်ရှိပေမဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခြေအနေအရတပ်မတော်အနေနဲ့ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီးပါဝင်ဖြစ်ရှင်းဆောင်ရွက်နေရခြင်းလည်းဖြစ်ပါတယ်။ရဲတပ်ဖွဲ့မှာနေပြည်တော်နေမီထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Armed Force Police နဲ့စီမင်းဥပဒေစီမင်းကားမိုင်းဆိုင်ရာထိန်းသိမ်းတဲ့ရဲတပ်ဖွဲ့ Law Force Police ဆိုပြီးတော့နှစ်မျိုးရှိပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ရဲတပ်ဖွဲ့တွေရဲ့စောင့်ဆောင်မှုပိုင်းဆိုင်ရာပုံမှုတူတက်လာစေဖို့စနစ်တကျလေ့ကျင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။လေ့ကျင့်သာပြုပါတော့အာဂရိကင်းသောပြည်သူချစ်သောရဲတပ်ဖွဲ့များဖြစ်လာစေဖို့စီမံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ရဲတပ်ဖွဲ့များနေထိုင်မှုအဆင်ပြေစေဖို့နဲ့24နှစ်အသင့်ရှိနေစေဖို့အဆင့်ရှိတဲ့ရဲတပ်ဖွဲ့အိမ်ယာတွေကိုလည်းတိစောက်ပေးလျက်ရှိနေပါတယ်။ပြည်သူလူထုရဲ့အဓိကထိတွေ့နေရတဲ့ရပ်ကွက်ကြီးရွာအုပ်စုစဉ်မြို့နယ်အဆင့်တွေမှာတာဝန်ယူရတဲ့အုပ်ချုပ်အဖွဲ့အစည်းတွေကိုလည်းနိုင်ငံတော်ကချမှတ်ထားတဲ့စီမီစည်းကမ်းတွေဥပဒေနဲ့အုပ်ချုပ်ရေးအခြေခံသဘောတရားတွေကို
သိရှိနားလည်တဲ့အဂရိကင်းပြီးစွန့်ရည်ရှိတဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်အောင်စနစ်တကျလေ့ကျင့်ပေးသွားမှာလည်းဖြစ်ပါတယ်ပြည်တော်သူလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာမြန်မာနိုင်ငံရဲ့အမျိုးသားအကျိုးစီးပွားကိုကာကွယ်မြှင့်တင်တဲ့နေရာမှာအခြေခံဥပဒေပါနိုင်ငံခြားရေးမူဝါဒဖြစ်တဲ့လွတ်လပ်ပြီးတက်ကြွတဲ့ဗဲမရတဲ့မူဝါဒကိုဆွဲကင်ပြီးနိုင်ငံတကာဆက်ဆံရေးမှာဗဲမြဟန်ချက်ညီတဲ့ဆက်ဆံရေးကိုတိဆောက်သွားမှာလည်းဖြစ်ပါတယ်အင်အားကြီးနိုင်ငံများဒေသတွင်းနိုင်ငံများနဲ့နိုင်ငံရေးစီးပွားရေးလူမှုရေးကဏ္ဍအသီးသီးမှာဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ညီညွတ်စွာအတူရှင်တွဲနေထိုင်မူကြီး900နဲ့ညီနိုင်ငံတကာဆက်ဆံရေးကိုလည်းခိုင်မာအောင်တည်ဆောက်သွားမှာဖြစ်ပါတယ်ဒီနေရာမှာအာဆီယံအခြေအနေနဲ့ပတ်သက်ပြီးရှင်းလင်းပြောကြားလိုပါတယ်အာဆီယံထုတ်ပြန်ချက်5ချက်ဟာအာဆီယံအဖွဲ့ရဲ့ဘုံသဘောတူညီချက်မဟုတ်ပဲအာဆီယံလှည့်ကျဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်နောက်ဆက်တွဲဖြစ်တာထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့အဆိုပါထုတ်ပြန်ချက်တွေဟာအစိုးရချမှတ်တဲ့ရှစ်လို့90တွေကိုအကောင့်တွေဖော်ရမှာအထောက်အကူပြုခြင်းနိုင်ငံအတွက်အကျိုးရှိစေခြင်းအာဆီယံချာတာအာဆီယံဝေးအာဆီယံစပရစ်တို့ပေါ်မှာအခြေခံမယ်ဆိုရင်ပြည်သူတို့စဉ်းစားပြီးမယ်ဆိုတာလည်းပြောကြားခဲ့ပြီးဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်တာကာလအတွင်းအာဆီယံနိုင်ငံအချို့ရဲ့သဘောထားနဲ့မြန်မာနိုင်ငံပေါ်မှာခွဲခြားဆက်ဆံတာတွေပြုလုပ်ခဲ့ပေမဲ့ကျွန်တော်တို့တွေနဲ့ဆက်ရှိသီးခံပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့တာဝန်ဝတ္တရားတွေနဲ့အညီပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်အပြည်သူ့မဆောင်တဲ့ခွဲခြားဆက်ဆံမှုတွေကိုနိုင်ငံတော်ကလိုအပ်တဲ့တုံ့ပြန်မှုတွေ case by case တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နိုင်ငံခြားရေးမူဝါဒနဲ့ညီပကတိအခြေအနေတွေကိုအခြေခံပြီးအမျိုးသားအကျိုးစီးပွားနဲ့အချုပ်အခြာအာဏာကိုအလေးထားစောင့်ရှောက်ကမြန်မာနိုင်ငံကဥဆောင်သောမြန်မာကိုယ်ပိုင်နည်းလမ်းဖြင့်အာဆီယံနဲ့ဆက်ဆံရေးကိုတိုးတက်စေဖို့ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့ပြီးခဲ့တဲ့မေလ30ရက်နေ့ကဇွန်လ3ရက်နေ့ထိအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ရှရီနရန်ဒရာမိုဒီရဲ့ဖိတ်ကြားချက်နဲ့အိန္ဒိယနိုင်ငံသို့တရားဝင်ခီးစဉ် official visit တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်ဟာကျွန်တော်သမ္မတတာဝန်ယူပြီးတဲ့နောက်ပထမဆုံးတွားရောက်ခဲ့တဲ့ပြည်ပခီးစဉ်လည်းဖြစ်ပါတယ်ခီးစဉ်တွင်မှာအိန္ဒိယဝန်ကြီးချုပ်အိန္ဒိယသမ္မတနဲ့အိန္ဒိယနိုင်ငံအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်စတဲ့သူတို့နဲ့ရင်းနှီးနှီးတွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်ဒီခီးစဉ်မှာကရဒန်မြေကျောင်းဘက်စုံတည်ယူပို့ဆောင်ရေးစီမံကိန်းအပြည့်အစုံအိန္ဒိယမြန်မာထိုင်း၃နိုင်ငံဝေးပြေးလမ်းမကြီးအကောင့်ထဲဖော်ရေးနဲ့မြန်မာကျောင်းသားများအတွက်ပညာသင်စုတိုးမြင့်ပေးရေးရူဘီကျငွေပေးချေမှုစနစ်အပါအဝင်နိုင်ငံကုန်သွယ်မှုတွေကိုပုံမလွယ်ကူချောမွတ်စေရေးနဲ့ဆက်လက်တိုးမြင့်ရေးတို့ကိုစတာတွေကိုဆွေးနွေးသဘောတူညီကြပါတယ်ဒီခီးစဉ်ကြောင့်ကမ္ဘာလူဦးရေအများဆုံးအင်အားကြီးဒီမိုကရေစီနိုင်ငံကြီးရဲ့တန်တမာရေးရအသိပတ်ပြုမှုကိုလည်းရရှိကြောင်းပြသနိုင်ခဲ့သလိုစီးပွားရေးကုန်သွယ်ရေးနဲ့ယင်းနှိမ့်မှုနှံမှုတိုးမြင့်ရေးအတွက်သဘောတူညီချက်များနေဆက်ဒေသလုံခြုံရေးနဲ့တနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါးစေမဲ့ကိစ္စရပ်တွေကိုတနိုင်ငံကမဆောင်ရွက်ရေးစတဲ့ဂတိကဝတ်များလည်းရရှိခဲ့ပါတယ်ပြောင်းစုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်ဦးဆောင်တဲ့မြန်မာနိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတမစ္စတာရှီကျင်းဖျင်ရဲ့ဖိတ်ကြားချက်အရဇွန်လ15ရက်ကနေ19ရက်နေ့ထိတရုတ်ပြည်သူ့သမ္မတနိုင်ငံကိုနိုင်ငံတော်စစ်ချီးကျူးခီးစဉ် State Visit တွားရောက်ခဲ့ပါတယ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင်နိုင်ငံဘက်စုံကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးမြန်မာနိုင်ငံထာဝရငြိမ်းချမ်းရရှိဖို့ပူးပေါင်းဆောင်ရွက်ရေးမြန်မာနိုင်ငံမှာတရုတ်နိုင်ငံရဲ့ယင်းနှိမ့်နှံမှုတိုးမြင့်ရေးမြန်မာတရုတ်နိုင်ငံကုန်သွယ်မှုမြင့်တင်ရေးစတဲ့ရည်ရွယ်ချက်တွေနဲ့ဒီခီးစဉ်ကိုတောက်ခဲ့တာပဲဖြစ်ပါတယ်ခီးစဉ်တွေမှာတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတတရုတ်နိုင်ငံဝန်ကြီးချုပ်တရုတ်မျိုးသားပြည်သူ့ကွန်ဂရက်ဥက္ကဋ္ဌတို့နဲ့တွေ့ဆုံနိုင်ခဲ့ပါတယ်မြန်မာတရုတ်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးစီးပွားရေးနဲ့ယင်းနှိမ့်မှုတိုးမြင့်ရေးနေသက်ဒေသတည်ငြိမ်အေးချမ်းမှုရရှိစေရေး
ရဝန်းနဲ့ပိုးလမ်းမစီမံကိန်း BRI နဲ့တရုတ်မြန်မာစီးပွားရေးစင်ကြ CMEC စီမံကိန်းများအရှိန်မြင့်တင်ဆောင်ရွက်ရေးစတာတွေကိုအဓိကဆွေးနွေးခဲ့တယ်လို့ကျွန်တော်တို့ဘက်ကလည်းတရုတ်နိုင်ငံရဲ့မူဝါဒကိုထပ်မံထောက်ခံကြောင်းအတည်ပြုခဲ့ပြီးတရုတ်ဘက်ကလည်းကျွန်တော်တို့ဆွေးရအသစ်ပေါ်မှာအပြည့်အဝထောက်ခံကြောင်းခိုင်ခိုင်မာမာပြောဆိုခဲ့ပါတယ်အာဂါသနဲ့ AI နည်းပညာအပါအဝင်နည်းပညာအသိပညာများဖလှယ်ရေးနဲ့တရုတ်နိုင်ငံကဦးစီးဖော်ဆောင်နေတဲ့ကမ္ဘာလုံးဆိုင်ရာအစီအမံတွေဖြစ်တဲ့ GSI, GDI, GCI, GGI အကောင့်တွေဖော်ရစတဲ့ကဏ္ဍများစွာဆွေးနွေးခဲ့ကြပြီးနိုင်ငံအစိုးရရင်သဘောတူညီမှု MOU 18 ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်တရုတ်နိုင်ငံခီးစဉ်ကနေနိုင်ငံတကာဆက်ဆံရေးနဲ့တန်တမာရေးရအောင်မြင်မှုတွေရရှိခဲ့တယ်လို့ဆိုနိုင်ပါတယ်ဒါပြင်ဆွေမျိုးပေါ်ချီချီရေးနဲ့အေဒီပူမြအတိုက်ဝန်းထူထောင်ဖို့လည်းသဘောတူညီခဲ့ကြပါတယ်ပြည်တော်စုတော်နာယကနဲ့တွတ်တဲ့ကိုယ်စားလှယ်တို့များခင်ဗျာကျွန်တော်အနေနဲ့လာပြည်သူဒီမိုကရက်သမ္မတနိုင်ငံသမ္မတမစ္စတာထောင်လွန်းစီစီလုရဲ့ဖိတ်ကြားချက်အရလာပြည်သူဒီမိုကရက်သမ္မတနိုင်ငံကိုဇွန်လ3ရက်နေ့ကနေ9ရက်နေ့ထိနိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်တွားရောက်ခဲ့ပါတယ်ဒီခီးစဉ်ဟာအာဆီယံနိုင်ငံတွေထဲမှာပထမဆုံးနိုင်ငံတော်အဆင့်ချစ်ကြည်ခီးသွားခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်ကျွန်တော်အနေနဲ့လာပြည်သူဒီမိုကရက်သမ္မတနိုင်ငံသမ္မတအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်လွန်ဘရာပန်ပြည်နယ်ပါတီတွင်းဦးတို့နဲ့တွဲဆုံဆွေးနွေးခဲ့ပြီးနိုင်ငံခြားချစ်ကြည်ရင်းနှီးမှုနဲ့ပူးပေါင်းဆောင်ရွက်မှုများပုံမူအားကောင်းလာစေဆွေးနွေးနိုင်ခဲ့ပါတယ်အာဆီယံနိုင်ငံတွေထဲမှာလာအိုနိုင်ငံကျွန်တော်နိုင်ငံနဲ့နှစ်ပေါင်း80ကျော်ကြာတန်တမာဆက်ဆံရေးရှိခဲ့ပြီးယုံကြည်စိတ်ချရတဲ့မိတ်ဆွေကောင်းအိန္ဒိယနိုင်ငံလည်းဖြစ်ပါတယ်နိုင်ငံနယ်နိမိတ်ချင်းထိစပ်နေပေမဲ့ဘာပြဿနာမှမရှိခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်လာအိုမြန်မာနိုင်ငံဆက်ဆံရေးကိုမဟာဗျူဟာမမိတ်ဖက်နိုင်ငံဆက်ဆံရေးပြီးအဆင့်ပြည့်တင်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ပြည်တော်စုတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တွေများခင်ဗျာယနေ့ချိန်ကဟာကျွန်တော်နိုင်ငံသားတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အခြေခံအုံမှုဖြစ်တဲ့စိုက်ပျိုးရေးမွေးမြူရေးနဲ့စက်မှုစီးပွားကဏ္ဍများဟာကျင့်ညီကြီးပေါင်းစပ်တွန်းတင်ရမယ်ရည်ကြီးတဲ့ကာလလေးဖြစ်ပါတယ်ကျွန်တော်နိုင်ငံလူဦးရေ30ရာခိုင်နှုန်းကျော်ဟာမြို့ပြမှာနေထိုင်ကြပြီး90ရာခိုင်နှုန်းခန့်ကတော့ခြေတရီသက်မှာနေထိုင်ကြတာဖြစ်ပါတယ်ဒါပြင်15နှစ်နဲ့အထက်နိုင်ငံလူဦးရေရဲ့45ရာခိုင်နှုန်းခန့်ကတော့စိုက်ပျိုးရေးမွေးမြူရေးတစ်တောနဲ့ရေတွက်ထွက်ကုန်လုပ်ငန်းတွေကိုလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်ကြီးလက်ဒေသတွေပြည်သူတွေရဲ့စီးပွားရေးကိုမြင့်တင်ဆောင်ရွက်ပေးမှသာသူတို့ရဲ့ဝင်ငွေတိုးတက်လာပြီးလူမှုစီးပွားဘဝတွေတိုးတက်လာမှာလည်းဖြစ်ပါတယ်ဒါကြောင့်စိုက်ပျိုးမှုပြည်ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးကိုလည်းအလေးထားဆောင်ရွက်နေခြင်းလည်းဖြစ်ပါတယ်ဒီရှိကျွန်တော်တို့နိုင်ငံမှာလေတောင်ယာယာစသဖြင့်အမျိုးမျိုးသောစိုက်ပျိုးမြေဧက33သန်းကျော်ရှိပါတယ်ဒီထဲမှာစပါးစိုက်ပျိုးဧက19.8သန်းအစေတို့ပြန်စိုက်ဧက1.6သန်းပဲမျိုးတို့စိုက်ပျိုးဧက2.8သန်းနှမ်းစိုက်ပျိုးသောနှမ်းစိုက်ပျိုးတဲ့ဧက3.9သန်းအသီးသီးရှိပါတယ်ကျွန်တော်တို့နိုင်ငံအတွက်ဒီစိုက်ပျိုးမြေပမာဏဟာလုံလောက်တဲ့ပမာဏဖြစ်တဲ့အတွက်ကြောင့်စိုက်ပျိုးမြေကိုထပ်မံတိုးချဲ့ဖော်ထုတ်ဖို့မလိုတော့ပဲပန်းနိုင်ထွန်းတို့ရရှိဖို့နဲ့ဒီတဲ့စိုက်ပျိုးမှုတွေနဲ့အထွတ်နှုံးတိုးအောင်ဆောင်မြင့်တင်ဖို့ပဲလိုအပ်ပါတယ်ကျွန်တော်တို့နိုင်ငံဟာစိုက်ပျိုးမှုမြေအတွက်ကောင်းမွန်တဲ့ရေမြေတောတောင်တရားစာတမ်းများပိုင်ဆိုင်ထားတဲ့အားလျော်စွာဒီလုပ်ငန်းတွေကိုအခြေခံတဲ့စက်မှုစီးပွားရေးစနစ်ကိုလည်းတည်ဆောက်ခြင်းဖြင့်နိုင်ငံတော်ရဲ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး GDP ကိုမြင့်တင်နိုင်မှာဖြစ်ပါတယ်စိုက်ပျိုးကဏ္ဍကိုကြည့်မယ်ဆိုရင်တမယိုးကျစိုက်ပျိုးရေးစနစ်ကနေခိမီစက်မှုလေယာစနစ်ကိုကူးပြောင်းနိုင်ဖို့အတွက်အစိုးရအနေနဲ့အစွမ်းကုန်ကြိုးပမ်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ကျွန်တော်တို့ဆိုအနေနဲ့စားရိတ်ခါအတွက်အဓိကကျတဲ့စံစဘာကိုလင်မီအားလုံးမှာပန်းနဲ့ထွန်းတို့ရရှိအောင်စိုက်ပျိုးစေပြီးပြည်တွင်းစားသုံးမှုဖူလုံရန်တမကပြည်ပကိုစံစဘာတင်မှုမြင့်မားတဲ့အခြေအနေကိုပြန်လည်ရောက်ရှိအောင်ကြိုးစားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်
ဒါပြင်မြန်မာပေါ်ဆန်းတခေတ်ဆန်းရမည်ဆိုတဲ့ညွှန်မှချက်ထားပြီးကျူးစားလှုပ်ဆောင်နေပါတယ်ပထမအဆင့်အနေနဲ့ပြည်ပကိုနှစ်စဉ်စံတန်ချိန်3 သန်းတိပို့နိုင်ရေးအတွက်ပြည်ပဈေးကွက်လိုအပ်ချက်တဲ့ကိုက်ညီတဲ့အရေးသွေးကောင်းစဘာမျိုးတွေကိုဒုချက်စိုက်ပျိုးထုတ်လုပ်ဖို့နဲ့မျိုးလိုက်စဘာစဧက 3.5 သိန်းထပ်မံတိုးချက်စိုက်ပျိုးနိုင်မဲ့အစီအမံတွေကိုလည်းဆောင်ရွက်နေပါတယ်ဒုတိယအဆင့်မှာတော့နှစ်စဉ်စံတန်ချိန်5 သန်းအထိတိပို့နိုင်အောင်ရည်မှန်းဆောင်ရွက်နေပါတယ်လက်ရှိမှာပေါ်ဆန်းစဘာကိုစုစုပေါင်းစဧက 1.3 သန်းကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီးမြန်မာပေါ်ဆန်းဖိုရမ်ဒီကိုလည်းနှစ်စဉ်မပြတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်စိုက်ပျိုးရေးကဏ္ဍမြင့်တင်နိုင်ဖို့အတွက်အဓိကကြတဲ့မျိုးမြေရေနီးစတဲ့အခြေခံလိုအပ်ချက်တွေကိုဖြည့်ဆည်းမြင့်တင်ပြီးတော့မှမျိုးဗလာစိုက်ပျိုးရေးကနေစနစ်တကျစိုက်ပျိုးရေးစက်မှုလျက်စိုက်ပျိုးရေးကိုကူးပြောင်းပြီးတော့ပြည်သူ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ဖို့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့ညွှန်မှန်းထားကြောင်းလည်းပြောကြားလိုပါတယ်ဓမ္မတာပြည်သူ့ဖူလုံမှုစားရိတ်ခလုံခြုံမှု food security ကိုအမခံနိုင်မှာလည်းဖြစ်ပါတယ်ဒါပြင်ကျွန်တော်တို့နိုင်ငံဟာဒေသတွင်းနိုင်ငံတွေသမကကမ္ဘာစားနပ်ရိက္ခာကိုဖြစ်တင်ပေးနိုင်တဲ့အဓိကနိုင်ငံတွေထဲမှာပါဝင်လာနိုင်ဖို့ကမ္ဘာစပယ်ကြီးနိုင်ငံဖြစ်လာစေဖို့ရည်မှန်းကြိုးပမ်းလှုံ့ဆော်နေကြောင်းလည်းပြောကြားလိုပါတယ်ပြည်တော်သူတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပြည်တွင်းစားသုံးစီဖူလုံရေးနဲ့ပတ်သက်ပြီးစီရသီးနှံတွေဖြစ်တဲ့မြေပဲနှံနေကြတို့ကိုအထူးဆုံး12 ခုတတ်မှတ်ပြီးတော့တရေကထွန်းတိုးတက်ရေးနဲ့ပန်းနဲ့ထွန်းတိုးရရှိရေးတို့လည်းအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်ကျွန်တော်နိုင်ငံဟာမတူညီတဲ့ရာသီဥတုဒေသတွေမှာမတူညီတဲ့စီရသီးနှံမျိုးတွေကိုစနစ်တကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီးဒီနှစ်ပါလို့ထုတ်လုပ်နိုင်တဲ့အလားအလာလည်းရှိပါတယ်တတတို့စီရသီးနှံတွေဖြစ်တဲ့အပြင်စီအုံးလိုမျိုးနှစ်စီရနှစ်ရှိပေများကိုပါစိုက်ပျိုးထုတ်လုပ်နိုင်တဲ့ရေမြေရာသီဥတုတွေပိုင်ဆိုင်ထားပါတယ်မြေပဲနှံနေကြမုံညင်းတဲ့ပန်းနာတို့ဟာမြေတို့မှာမြေပဲဟာတရေကအထွန်းတို့အမြင့်ဆုံးဖြစ်ပါတယ်နေကြဟာစီရထိထွက်အထိရှိမှုမှာမြေပဲနှံတို့နဲ့ရှင်းနိုင်ပါတယ်အလားတူပဲပို့ဟာလည်းစီရနှုံးကောင်းမှုပြီးပဲချိတ်ဖောက်ကိုတဲ့တိရစ္ဆာန်အစာမှာအဓိကအဖြစ်အသုံးပြုလို့ရပါတယ်မြေပဲနှံနေကြပဲပို့တို့ဟာကာလတို့ရာသီသီးနှံတွေဖြစ်တဲ့အတွက်တီးတဲ့စိုက်ပျိုးနိုင်လို့စီရသီးနဲ့စိုက်ပျိုးထုတ်လုပ်မှုကိုမြင့်တင်နိုင်ဖို့အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ပါတယ်။နဲ့ပတ်သက်လို့ဒီကပန်းနဲ့အထွန်းနှုံးဟာ30တတ်မှတ်ထားပေမဲ့လည်းအမေရိကန်အထွန်းနှုံးဟာ 9.6 သန်းသာရှိတဲ့အတွက်50 ရာခိုင်နှုန်းသာရှိတာကိုတွေ့ရပါတယ်။ပန်းနဲ့အထွန်းနှုံးပြည့်မီမယ်ဆိုရင်ထုတ်လုပ်မှုကုန်ကျစရိတ်တွေကျဆင်းလာမှာလည်းဖြစ်ပါတယ်။စားသုံးသူများအနေနဲ့ပြည်ပကတင်သွင်းနေတဲ့စားအုံးစီတွေအစားပြည်တွင်းထုတ်မြေပဲစီနှမ်းစီနေကြစီပဲပုတ်စီတို့ကိုလည်းပုံမအားပေးဝယ်ယူစားသုံးသင့်ပါတယ်။ကျန်းမာရေးနဲ့ညွှန်ညွတ်တဲ့စီစားသုံးမှုပမာဏအရလူတူးတဲ့စီကိုတစ်နှစ်မှာ5 ပိဿာကနေ6 ပိဿာကြားသာစားသုံးသင့်ကြောင်းတွေ့ရှိရပါတယ်။ကျွန်တော်နိုင်ငံသားတွေတင်တဲ့တစ်နှစ်မှာစီ8 ပိဿာကျော်အထိစားသုံးနေကြခြင်းဖြစ်တဲ့အတွက်ပုံမှန်သုံးစွဲတဲ့ပမာဏထက်များစွာကျော်လွန်သုံးစွဲနေတာကိုလည်းစစ်တမ်းများရသိရှိရပါတယ်။ဒီမှာနိုင်ငံလူဦးရေ51.51 သန်းကျော်မှာ9 နှစ်အောက်ကလေး3 သန်းခန့်နဲ့စီစားသုံးမှုနည်းပါးတဲ့ဒေသတွေကလူဦးရေကိုဖျက်ထွတ်ရင်တောင်မှကျန်ရှိတဲ့လူဦးရေ45 သန်းခန့်ကိုအခြေပြုပြီးလူတဦးအတွက်တစ်နှစ်စာစီရှိပိတန်နဲ့စားသုံးမှုနဲ့ယူဆတွက်ချက်ရမယ်ဆိုရင်နိုင်ငံတော်မှာနှစ်စဉ်စားသုံးစီလိုအပ်ချက်ကစီတန်ကြီး 5.5 သိန်းခန့်ပဲရှိပါတယ်။ဒီကလို့သာကျမ်းမာရေးနဲ့ညီညွတ်တဲ့စီစားသုံးမှုနဲ့ပြောင်းလဲတွက်ချက်ကြည့်မယ်ဆိုရင်စီတန်ကြီး 4.3 သိန်းခန့်သာလိုအပ်မှာလည်းဖြစ်ပါတယ်။နိုင်ငံတွင်းမှာစီထွက်သီးနှံတွေစိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်စိုက်ဧကပေါင်း 8.8 သန်းကျော်စိုက်ပျိုးဖို့ရထားပါတယ်။ရတဲ့အတွက်အထက်တွန်းတွေရမျိုးအလေလွင့်နဲ့မျိုးဖလာရိုးရစားသုံးမှုတွေကိုစားသုံးမှုတွေမှာသုံးတဲ့ပမာဏကိုခြံပြီးထီချမ်းတွေကိုကြိတ်ခွဲမယ်ဆိုလို့ရှိရင်စားသုံးစီတန်ကြီး 8.6 သိန်းခန့်ထွက်ရှိနိုင်မယ်လို့ခန့်မှန်းတွက်ချက်လို့ရပါတယ်။ဒါကျွန်တော်တို့နိုင်ငံရဲ့ပြည်တွင်းလိုအပ်ချက်ကိုဖူလုံတဲ့ကုန်ကျပမာဏရှိနေကြောင်းကိုညွှန်းပြနေတာပဲဖြစ်ပါတယ်။လက်ရှိမှာကြိတ်ခွဲနိုင်မှုထက်
ပိုရှန်နေတဲ့စီတွေတီးနှံကုန်ချမ်းတွေသူတိမြင့်မြေပဲနဲ့နှမ်းကိုပြပကိုတင်မို့ခြင်းနဲ့နိုင်ငံခြားဝင်ငွေရရှိနေပါတယ်ဒါပေမဲ့ပြည်တွင်းစားသုံးစီထုတ်လုပ်မှုဘလုံနဲ့လို့ပြပကစားအုံးစီတင်သွင်းရတဲ့အတွက်ကုန်ကျတဲ့နိုင်ငံခြားပမာဏများပြီး2024ခုနှစ်မှာတန်ချိန် 9.5 သိန်းနဲ့2025ခုနှစ်မှာ 6.4 သိန်းတင်သွင်းခဲ့ရပါတယ်မိမိတို့စီတွေတီးနှံကိုရောင်းချလို့ရတဲ့နိုင်ငံခြားဝင်ပမာဏကနည်းနေတာဖြစ်လို့ကိုပြည်တွင်းကကုန်ချမ်းကိုကိုပြည်တွင်းမှာပဲကျစ်ခွဲနိုင်အောင်ကြိုးစားဆောင်ရွက်နေပါတယ်ဒါမှသာပြည်တွင်းစားသုံးမှုဖူလုံလာမဲ့ပြင်ပြည်ပကိုလည်းတန်ဖိုးမြင့်ကုန်ကြောများဖြင့်ပြန်လည်တည်ပို့နိုင်မှာလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့မှာရှိပြီးသားအရင်းမြစ်တွေကိုစနစ်တကျနဲ့အလေလွင့်နဲအောင်အသုံးချပြီးနိုင်ငံတော်ရဲ့လိုအပ်ချက်ဖြည့်ဆည်းနိုင်ဖို့အထူးလေးပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ပြည်တော်စုတော်နာယကနဲ့တို့တဲ့ကုသတော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုရတဲ့ဆိုရအနေနဲ့စက်မှုကုန်ချမ်းသီးနှံတွေဖြစ်တဲ့ရဘာဝါစတာတွေကိုတိုးချက်စိုက်ပျိုးဖို့ရဘာကိုပြည်တွင်းမှာအရေးသေးရှိထုတ်လုပ်ဖို့တဲ့စီစဉ်ဆောင်ရွက်နေပါတယ်ဝါစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေဖို့လဲစီမံကိန်းချမှတ်ဆောင်ရွက်နေတာဖြစ်ပြီးလက်ရှိဝါမျိုးသွန်စိုက်ဧက 9.5 သိန်းခန့်စိုက်ပျိုးလက်ရှိနေပါတယ်တောင်သူတို့ရဲ့လှုပ်ဆောင်နိုင်စွမ်းပေါ်မှာမူတည်ပြီးဝါစဧကကို2029-2028စရသည်မှာဧက 6 သိန်းထိတိုးမြင့်စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက်ယာထားဆောင်ရွက်လည်းရှိနေပါတယ်ယခုတွေ့ရှိနေတဲ့ဝါအထွတ်နှုန်းနဲ့စိုက်ဧကမှန်ကန်ရင်ဝါပူချမ်းမှုများစွာရှိနေပါတယ်ကျွန်တော်တို့ပြည်ပကိုကောင်းစွာတင်ပို့နိုင်ပါတယ်လက်ရှိမှာဝါအထွတ်နှုန်းဟာပြတ်မှတ်တရေက499ပိတ်တာပဲရှိတာမို့ပန်းနဲ့ရေမချက်အထွတ်နှုန်း900ပိတ်တာထိထွက်ရှိအောင်ဆောင်ရွက်နိုင်မယ်ဆိုရင်နိုင်ငံခြားဝင်ကိုဒီတဲ့ပိုများစွာရအောင်ဆောင်ရွက်ပေးနိုင်ပါတယ်အဓိကလိုအပ်ချက်ကဝါချီမင်းရှိဝါမျိုးလုံလောက်စွာရရှိရေးနဲ့စိုက်ပျိုးရေးအောင်ရေးရရှိရေးတို့ဖြစ်တဲ့အတွက်လေးသက်ဆောင်ရွက်ပေးနေပါတယ်တစ်ဖက်ကလည်းစိုက်ရေးကအထွတ်နှုန်းနဲ့တရေကအထွတ်နှုန်းနဲ့စိုက်ရေးကစင်းအချက်လက်တွေမှန်ကန်ကိုက်ညီဖို့လဲခွင့်ပြုဆောင်ရွက်သားကြမှာလည်းဖြစ်ပါတယ်ထွက်ရှိလာတဲ့ဝါကောင်းတွေကိုပြည်တွင်းကဝါကျစ်ဆက်ုံတွေမှာအရေးသွေးမီကျစ်ခွဲနိုင်ဖို့နဲ့ချီမင်းနဲ့အထည်လေးဆက်ယုံတွေကိုအချိန်မီပြပို့နိုင်ဖို့ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလက်ရှိနေပါတယ်။ဒါ့အပြင်အရေးသွေးမီဝါကောင်းနဲ့ချီတယ်များထုတ်လုပ်နိုင်ဖို့အတွက်လိုအပ်တဲ့နည်းပညာကိုပံ့ပိုးကူညီပေးနေတယ်လို့ခိမီဝါကျစ်ဆက်ဝါပန်ဆက်များဝယ်ယူရရှိနိုင်တဲ့အတွက်လိုအပ်တဲ့ရှင်းငွေတွေကိုလည်းထုတ်ချေပေးလက်ရှိနေပါတယ်။လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေဖို့အတွက်လည်းနည်းပညာပေးသင်တန်းတွေနဲ့လူသားအရင်းမြစ်ဆိုင်ရာပံ့ပိုးမှုတွေကိုလည်းပြုလုပ်ပေးလက်ရှိနေပါတယ်ပြည်တွင်းမှာရှိတဲ့ဝါကျစ်ဆက်ယုံတွေနဲ့ချီမင်းဆက်ယုံတွေကအောင်မြင်စွာလက်ပနိုင်ခြင်းအပြင်ပြည်ပကချီတယ်နဲ့အထည်လေးတင်သွင်းမှုကိုရှော့ချနိုင်မှာလည်းဖြစ်တယ်ဒီလိုဆိုရင်ပြည်ပသွင်းကိုအစားထိုးနိုင်မှာဖြစ်တယ်လို့ပြည်ပကိုတန်ဖိုးမြင့်ထုတ်ကုန်ဖြစ်တည်ပို့နိုင်ခြင်းအပြင်နိုင်ငံခြားကိုရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒါဟာ agro based industry ကိုတွားနေခြင်းလည်းဖြစ်ပါတယ်စိုက်ပျိုးလုပ်ငန်းတွေအတွက်အဓိကကျတဲ့စိုက်ပျိုးရေးလုံလုံလောက်ရှိစေဖို့အတွက်ဆိုလာစနစ်နဲ့မြေရည်တည်စီမံကိန်းများကိုလည်းစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်ဒီစီမံကိန်းတွေကိုဒေသများစွာမှာလင်းလင်းမြမြအကောင့်တွေဖော်နိုင်ရင်စီမံကိန်းကရရှိလာမယ့်အကျိုးကျေးဇူးတွေကိုပြည်သူလူထုကစိုးလွန်စွာရရှိနိုင်မှာလည်းဖြစ်ပါတယ်ဒါကြောင့်ပြည်내နဲ့တိုင်းဒေသကြီးတွေမှာလည်းကိုအားကိုပြီးဓမ္မတန်တိုင်းဆိုလာစနစ်နဲ့မြေရည်စီမံကိန်းများဆောင်ရွက်နိုင်ဖို့ပြည်내တိုင်းဒေသကြီးအစိုးရများကစီမံဆောင်ရွက်ပေးကြဖို့လဲတွန်းအားပေးလှုံ့ဆော်သွားပါမယ်ပြည်တော်ထုတော်နာယကနဲ့ထုတော်ကုသလများခင်ဗျာဆက်လက်ပြီးနိုင်ငံတော်ရဲ့စာရေးကဏ္ဍမှာအရေးပါတဲ့မူးမြေကဏ္ဍကိုတင်ပြလိုပါတယ်ကျွန်တော်နိုင်ငံမှာခြေလက်နေဒေသနေထိုင်သူ90%ကရှိတာကြောင့်ခြေလက်နေပြည်သူတွေရဲ့မိသားစုငွေတိုးပွားလာစေဖို့အတွက်တပတ်တည်းနဲ့စိုက်ပျိုးမွေးမြူရေးမှသည်စနစ်တကျစီးပွားဖြစ်မွေးမြူရေးစနစ်သို့ကူးပြောင်းသွားဖို့လည်းလိုအပ်ပါတယ်ကျက်ဝက်စိတ်နွားနဲ့ငါးစားတဲ့အသားငါးမျိုးကိုစနစ်တကျမွေးမြူနိုင်စေဖို့အတွက်မျိုးကောင်းမျိုးသားများဖြန့်ဖြူးပေးခြင်းတိရစ္ဆာန်အစာနဲ့ဆေးဝါးများလုံလောက်စွာရရှိစေခြင်းတို့ကိုလည်းဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်
မူမီလုံငန်းများမှာအထူးစိန်ခေါ်မှုဖြစ်နေတဲ့တရိษံယောဂများကာကွယ်နိုင်စေဖို့အတွက်ဇီဝလုံခြုံမှုစနစ်ကိုအလေးထားဆောင်ရွက်ကြဖို့လည်းတိုက်တွန်းထားပြီးလည်းဖြစ်ပါတယ်။ထို့သဖြင့်ကြံ့ခွဲတက်ကွေးယောဂတို့ကုသယောဂများကြိုတင်ကာကွယ်ရေးအတွက်ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်တွေကိုတိကျစွာလိုက်နာကြရမှာလည်းဖြစ်ပါတယ်။ဒါပြင်ငါးပစုံမူမီကဏ္ဍမှာလည်းကမ္ဘာစားနပ်ရိက္ခာနဲ့စိုက်ပျိုးရေးအဖွဲ့ FAO ရဲ့လမ်းညွှန်ချက်များနဲ့ညီရေရှည်တည်တံ့တဲ့မူမီစနစ်တွေကိုကျင့်သုံးဆောင်ရွက်ခြင်းအပြင်ပြည်ပဈေးကွက်ကိုလည်းထိုးပေါက်နိုင်မှာလည်းဖြစ်ပါတယ်။တိုင်းဒေသကြီးနဲ့ပြည်내အများစုမှာကြက်သားနဲ့ဝက်သားထုတ်လုပ်မှုဟာဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။အလားတူအခြေခံအစားအစာဖြစ်တဲ့ကျဲဥဘဲဥကလည်းဒေသတော်တော်များများမှာဖူလုံမှုမရှိတာကိုလည်းတွေ့ရှိရပါတယ်။လူကြီး51.4 သန်းနဲ့တွက်ကြည့်ရင်ဦးစားချက်ဦးစားဖွဲပဲပတ်တို့ဟာပြည်တွင်းမှာထွက်ရှိတာကြောင့်ဖြစ်တဲ့အတွက်ပြည်ပကတင်သွင်းနေရတဲ့တိရစ္ဆာန်အစာတင်သွင်းမှုကိုလည်းလျှော့ချပြီးပြည်တွင်းမှာဖြစ်နေတဲ့မြပုံမှုတိုးမြင့်ထလို့သွားခြင်းအပြင်မူးမီရေးကိုပုံမှုဆောင်ရွက်သွားနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့ငါးပစုံမူးမီကဏ္ဍဟာတဘာဝရေအရင်းမြစ်တွေဇီဝမျိုးကွဲတွေနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေကိုတပြိုင်နက်တည်းချိတ်ဆက်ထားတဲ့မဟာဗျူဟာမောက်ကဏ္ဍတရားလည်းဖြစ်ပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံရဲ့အမှန်တကယ်ငါးမွေးမြူထုတ်လုပ်မှုဟာဒေသတွင်းတန်ခါတွေထက်များစွာရောင်းနေကြောင်းလည်းတွေ့ရှိရပါတယ်။စင်းစားတွေရငါးကုန်ထုတ်လုပ်မှုမှာမူးမြူရေးက30%နဲ့ဖမ်းတာက90%ရှိတယ်လို့ဆိုပါတယ်။စီကံမဲ့စီးပွားပြေငါးဖမ်းတာတွေရေနဲ့သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေရာသီဥတုပြောင်းလဲတာတွေကြောင့်သဘာဝငါးပစုံအရင်းမြစ်တွေနဲ့ဒေသကငါးမျိုးရင်းတွေယွန်းနေလာတာကိုလည်းသတိထားကြရမှာဖြစ်ပါတယ်။အဲဒီဒေသကြီးနဲ့ပြည်နယ်များအနေနဲ့လည်းမိမိတို့ဒေသတွေလိုအပ်တဲ့စားသောက်ကုန်ဖူလုံစွာရရှိစေဖို့အတွက်ခြားပြေးမှုမြေလုပ်ငန်းတွေကိုစနစ်တကျနဲ့အောင်မြင်အောင်ဆောင်ရွက်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒေသတွင်းစားသုံးမှုဖူလုံမှုကတဆင့်ပူရှာနာတွေကိုဖြန့်ဝေရောင်းချပေးနိုင်ပြီးတော့မှနိုင်ငံတော်မှလုံးဖူလုံရေးကိုလည်းဖော်ဆောင်ပေးနိုင်မယ်ဆိုရင်အသားငါးတွေရဲ့ကုန်စည်နှုန်းတွေဟာလည်းအလိုလိုကျဆင်းသွားနိုင်မှာဖြစ်ပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတကာရဲ့စီးပွားရေးအရှိန်ဟုန်နဲ့ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးဟာလည်းအလွန်ရေးကြီးတဲ့မောင်းတဲ့အားတစ်ခုဖြစ်ပါတယ်။လမ်းမဆက်သွယ်ရေးကောင်းမွန်မှစီးပွားရေးဖွံ့ဖြိုးမှုဆွေတဲ့ဆောင်ဖို့နဲ့အညီကျွန်တော်တို့အစိုးရအနေနဲ့ပြည်တော်စုတော်မှလုံးမှာရှိတဲ့လမ်းတရားကွန်ရက်တွေကိုအဆင့်မြင့်တင်ခြင်းပို့ဆောင်ရေးလုပ်ငန်းများပုံမှုမြန်ဆန်လာစေဖို့နဲ့ဆက်သွယ်နည်းပညာများပုံမှုတိုးတက်လာစေဖို့ကိုလည်းဦးစားပေးလုပ်ငန်းစဉ်တရားဖြင့်ချမှတ်ဆောင်ရွက်လက်ရှိနေပါတယ်။ပြည်သူများသွားလာမှုပုံမှုမြန်ဆန်ချုံးမွေ့လာစေဖို့နဲ့ကုန်စည်စည်းစိမ်မှုအရှိန်ဟုန်မြင့်တင်နိုင်ဖို့အတွက်ကုန်းလမ်းရထားလမ်းနဲ့ရေချောင်းလမ်းလေချောင်းလမ်းပို့ဆောင်ရေးလုပ်ငန်းတွေကိုလည်းဟန်ချက်ညီအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။ကျေးလက်နေပြည်သူများတွေလည်းရာသီမရွေးသွားလာနိုင်တဲ့ကျေးလက်ကုန်ထုတ်လမ်းတွေနဲ့တရားများကောင်းမွန်လာစေဖို့အတွက်လေးထားဆောင်ရွက်ပေးနေပါတယ်။ဒါပြင်သဘာဝဘေးအန္တရာယ်နဲ့ပဋိပက္ခတွေကြောင့်ပျက်စီးခဲ့ရတဲ့လမ်းတရားအခြေခံအဆောက်အအုံတွေလည်းအများဆုံးပြန်လည်ထူထောင်ပေးလျက်ရှိနေပါတယ်။လက်ရှိအနေအထားအရအာရှနဲ့အရှေ့တောင်အာရှနိုင်ငံတိုင်းမှာကမ္ဘာနိုင်ငံရေးအခင်းကျင်းမှနဲ့အရှေ့လယ်ပိုင်းပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့73စီဈေးနှုန်းနဲ့မြင့်တက်လာမှုဒီနဲ့ပြက်လက်မှုဆိုင်ရာဆင်ခုံမှုတွေနဲ့ရင်ဆိုင်ရလျက်ရှိပါတယ်။2024ခုနှစ်မှာရေနံစိမ်းတစ်စီးကိုအမေရိကန်ဒေါ်လာ84ပတ်ဝန်းကျင်ရှိခဲ့ပြီး2025ခုနှစ်မှာတော့အမေရိကန်ဒေါ်လာ82ပတ်ဝန်းကျင်ရှိခဲ့ပါတယ်။
ရှိလည်းပဲပဋိပက္ခဖြစ်ပွားခဲ့တဲ့2026ခုနှစ်နောက်ပိုင်းမှာရေနံဈေးတစ်စီးကိုအမေရိကန်ဒေါ်လာ126 အထိမြင့်တက်ခဲ့တဲ့အတွက်ကြောင့်စက်သုံးဆီပေါ်မှာမှီခိုနေရတဲ့စီးပွားလုပ်ငန်းတွေအားလုံးရဲ့ထုတ်လုပ်မှုကုန်ကျစရိတ်တွေမြင့်မားလာခဲ့ကြပါတယ်။ကျွန်တော်နိုင်ငံဟာနှစ်စဉ်အမေရိကန်ဒေါ်လာ5 ဘီလီယံခန့်နဲ့စက်သုံးဆီတင်သွင်းနေရတဲ့အတွက်ဒီခေတ်ခဲကိုကျော်လွှားနိုင်ဖို့စက်သုံးဆီချူတယ်ရုပ်ကိုလည်းအမျိုးသားမူဝါဒအဖြစ်လိုက်နာဆောင်ရွက်သားကြဖို့လည်းလိုအပ်ပါတယ်။မော်တော်ယာဉ်တွေကိုစုံရက်မရက်တတ်မှတ်ပြီးမောင်းနှင်စေခြင်းဗိုလ်ထူးတွေတွင် work from home ဆောင်ရွက်စေခြင်းတို့နဲ့စက်သုံးဆီသုံးစွဲမှုကိုလျှော့ချနိုင်ခဲ့ပါတယ်။ဒီလိုလျှော့ချနိုင်ခဲ့တဲ့အတွက်တနေ့ကိုစက်သုံးဆီ1.2 ဂါလံတန်းတက်တာစေတဲ့အတွက်တနေ့ကိုအမေရိကန်ဒေါ်လာ9 သန်းတစ်လကိုအမေရိကန်ဒေါ်လာတန်း230တက်တာစေခဲ့ပြီးလက်ရှိအချိန်အထိစုစုပေါင်းအမေရိကန်ဒေါ်လာတန်း1000ကျော်တက်တာစေခဲ့ပါတယ်။ပြည်သူလူထုကလည်းချိုးချံချွေတာပြီးပူးပေါင်းဆောင်ရွက်ပေးကြစီလိုပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆိုအနေနဲ့စက်သုံးဆီပေါ်မှာမှီခိုမှုကိုလျှော့ချနိုင်ဖို့မိသားကဏ္ဍကိုလည်းအရှိန်ဟုန်မြင့်တင်ဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။အစိုးရတည်းရဲ့ရပ်ပေါင်း100စီမံချက်အတွင်းရန်ကုန်မန္တလေးရန်ကုန်မော်လမြိုင်နဲ့ရန်ကုန်ပြည်ရထားလမ်းများကိုအစိမ့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိသလိုမြမပြည်သူများသွားလာရေးအဆင်ပြေစေဖို့အတွက်တရက်လျင်လူသစ်ရထားစုစုပေါင်း86စင်းပြေးဆွဲပေးလျက်ရှိနေပါတယ်။ရထားပို့ဆောင်ရေးကဏ္ဍမှာစက်သုံးဆီသုံးစွဲမှုချွေတာနိုင်ရေးအတွက်လည်းစက်သုံးဆီအစားထိုးဘက်ထရီစနစ်သုံးလျှက်စစ်ရထားစက်ကောင်းများ Battery Electric Locomotive BEL ကိုပြည်တွင်းမှာပြောင်းလဲပြင်ဆင်ထုတ်လုပ်ပြီးတချို့လမ်းမိုင်းတွေမှာစတင်ပြေးဆွဲလျက်ရှိနေပါတယ်။ကျွန်တော်နိုင်ငံမှာရှိတဲ့တန်လားများရဲ့အနေအထားအရကီလိုမီတာ80-80နှုန်းခန့်သာမောင်းနှင်နိုင်တာဖြစ်တဲ့အတွက်မြန်နှုန်းမြင့်လျှက်စစ်ရထားတွေအဆင့်မြင့်တွေပြောင်းလဲပြေးဆွဲဖို့ဆိုရင်တန်လားများလဲလှယ်ရနဲ့လျှက်စစ်တာအလုံးလောက်ရရှိဖို့စစ်စစ်မဲ့ရရှိဖို့လဲလောမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့ဆက်လက်အကောင့်ထဲပေါ်ကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဒါတော့မှ BEL batteries ယထာဆက်ကောင်းများအသုံးပြုပြေးဆွဲခြင်းဟာစက်သုံးဆီသုံးစွဲမှုချွတ်တာနိုင်ပြီးငုံကြေးကြအသက်သာဆုံးနဲ့အများဆုံးသောနီးလန်းဖြစ်ပါတယ်။ဒါပြင် BEL ဆက်ကောင်းတွေဟာတဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုနည်းစေတဲ့အတွက်လက်စစ်ယထာများပြေးဆွဲအသုံးပြုမှနေခင်မှာ BEL ဆက်ကောင်းတွေကိုဆက်လက်အသုံးပြုသွားဖို့အားပေးဆောင်ရွက်လျက်ရှိနေပါတယ်။မော်တော်ယာဉ်ကဏ္ဍမှာလည်းဓာတ်ဆီဒီဇယ်အစားလျှက်စစ်စွမ်းအင်သုံး EV ယာဉ်များကိုလည်းအစားထိုးအသုံးပြုနိုင်ရေးကိုလည်းအထူးအားပေးဆောင်ရွက်လျက်ရှိနေပါတယ်။အလားတူစွာပဲကုန်ကျစရိတ်သက်သာစေတဲ့ရေချောင်းတရုတ်ပို့ဆောင်ရေးအတွက် AR မြစ်နဲ့ချင်းတွင်းမြစ်တို့ကိုရာသီမွေးထိရောက်စွာအသုံးပြုနိုင်စေဖို့အတွက်ရေလမ်းကြောင်းပြုပြင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။လေကြောင်းပို့ဆောင်ရေးအနေနဲ့လေကြောင်းလိုင်း9လိုင်းကလေယာဉ်စုစုပေါင်း32စင်းပြေးဆွဲပေးလျက်ရှိနေပါတယ်။မန္တလေးဒေသကြီးပြည်ဦးလွမြို့မှာရှိတဲ့အနီးစပ်လေဆိပ်ကော့တောင်ဘိတ်ဒဝယ်ပသိမ်ပကံညောင်ဦးကျိုင်းတချိလိတ်လေဆိပ်တွေကိုလည်းခီးသက်တင်ဂျက်လေယာဉ်များစစ်သက်နိုင်စေဖို့အတွက်လေယာဉ်ပြေးလမ်းတွေကိုလည်းအစိမ့်မြင့်တင်ခြင်းနဲ့ပြုပြင်ထင်းထင်းခြင်းလုပ်ငန်းတွေပါဝင်စီမံချက်10ခုကိုလည်းရက်ပေါင်း100တွေအောင်မြင်စွာအကောင့်ထဲပေါ်ဆောင်နိုင်ခဲ့ပါတယ်။အခြားလေဆိပ်များကိုလည်းအစိမ့်မြင့်တင်ခြင်းများဆက်လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့ကုန်လမ်းရထားလမ်းလေကြောင်းလမ်းရေကြောင်းတည်ပို့ဆောင်ပို့ဆောင်ရေးကဏ္ဍအသီးသီးမှာအခြေခံအဆောက်အအုံတွေပုံမှုခင်ပြီးကောင်းမွန်လာစေရန်ပြည်သူများသွားလာရမှာလုံခြုံစိတ်ချရမှုအချိန်မှန်ကန်မှုနဲ့စိတ်ချမ်းမြေ့မှုအပြည့်အဝရရှိစေရန်ဆက်တဲ့ကြိုးပမ်းသွားမှာလည်းဖြစ်ပါတယ်။လေရင်ရထားချိန်များထွက်ခွာချိန်ပန်ကန်ရေးကိုလည်းကြက်မှတ်ဆောင်ရွက်လည်းရှိနေပါတယ်။ပြည်တော်တော်နာယကနဲ့တွတ်တော်ကိုယ်တော်ကြီးများခင်ဗျာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနဲ့ပြည်သူတို့ရဲ့လူမှုစီးပွားဘဝအဆင့်မြင့်များရုပ်တဲ့လက်စစ်တာလုံလောက်စွာရရှိရလည်းအလွန်ရေးကြီးပါတယ်။လက်စစ်တာလိုအပ်ချက်ကိုကာလတွေဖြစ်ရှိနိုင်ဖို့အတွက်တဘာဝဓာတ်ငွေ့ရည် LNG ကိုအသုံးပြုတဲ့ဓာတ်ပေးဆဲကိုစီမံကိန်းတွေအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့လက်စစ်တာထုတ်လုပ်မှုဟာရေအားလျှက်စစ်နဲ့တဘာဝဓာတ်ငွေ့အရင်းမြစ်မှုမှာအဓိကမိခိုအားထားရတဲ့အတွက်ရာသီဥတုပြောင်းလဲမှုဖြစ်စေနေကြောင်းရေအားလျှက်စစ်ထုတ်လုပ်မှုမှာဆင်ခုံမှုတွေရှိနေတယ်လို့ကမ္ဘာဆောင်ရဲ့ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း
ကျွန်တော်နိုင်ငံရဲ့စွမ်းရည်လုံခြုံရေးအတွက်ရေရှည်မှာစဉ်းစားစရာဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဆွေးနွေးအနေနဲ့ပြည်တွင်းကလျှက်စစ်နဲ့စွမ်းရည်အရင်းမြစ်တွေကိုမှခြေခံပြီးတင့်တော်တဲ့လျှက်စစ်ဓာတ်ထုတ်လုပ်မှုကိုတွက်ချက်စဉ်းစားတဲ့နေရာမှာနေအောင်ကြီးစွမ်းရည်ဟာကျွန်တော်တို့နိုင်ငံအတွက်အထူးတင့်တော်တာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပထဝီအနေအထားအရအီကွေတာနဲ့နီးတို့တစ်နှစ်ပါလို့နေအောင်ကြီးစွမ်းရည်အပြည့်အဝရရှိရတဲ့အတွက်အရှိတော်အာရှမှာဆိုလာစွမ်းရည်ထုတ်လုပ်နိုင်စွမ်းအစဉ်လာအကြီးမားဆုံးအလားအလာကြီးမားဆုံးနိုင်ငံတွေမှာပါဝင်ပါတယ်။နေအောင်ကြီးစွမ်းရည်သုံးပြီးတစ်နှစ်ကိုလျှက်စစ်ဓာတ်အား91,983.8 တရာဝတ်နာရီအထိတောင်ထုတ်လုပ်နိုင်စွမ်းရှိနေပါတယ်။အထူးသဖြင့်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းဒေသကြီးစတဲ့မြန်မာနိုင်ငံအလဲပိုင်းမိုးတို့ရန်ကုန်ဒေသကတော့ဆိုလာစွမ်းရည်နဲ့တစ်နှစ်ပါလို့အမြင့်ဆုံးထုတ်လုပ်ပေးနိုင်တဲ့နေရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်တဘာပေါပေါင်းချင်းထိခိုက်မှုရောနေစေတဲ့ပြန်လည်ပြည့်ဖြိုးမဲကိုပိုင်ဆိုလာဓာတ်အပိစနစ်များတိဆောက်တက်ဆင်အသုံးပြုကြဖို့ဌာနဆိုင်ရာအဖွဲ့အစည်းများပုဂ္ဂလိကလုပ်ငန်းများဟိုတယ်လုပ်ငန်းများကိုလည်းအားပေးဆောင်ရွက်နေပါတယ်။တရားပြုံးတိမှုနဲ့ကာမွန်ထုတ်လုပ်မှုရောချနိုင်ဖို့တဲ့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့ပြန်လည်ပြည့်ဖြိုးမဲစွမ်းရည်တွေကိုလည်းအသုံးချဆောင်ရွက်တဲ့နေရာမှာရေအားလက်စစ်ထုတ်ဓာတ်ပေးစက်အုပ်တွေကရေရှိစဉ်ဆက်မပြဓာတ်ထုတ်လုပ်နိုင်ဖို့အတွက်အရေးကြီးတဲ့အတွက်ဆက်လက်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒါကြောင့် ARD ပြင်မမြေကြီးပေါ်မှာလည်းအနိတ္တမနဲ့ဓာတ်ပေးစက်အုပ်တွေတည်ဆောက်နိုင်ဖို့အတွက်လေးလာမှုတွေဆောင်ရွက်လက်ရှိနေပါတယ်။မြေစုံစီမံကိန်းပါဝင်တည်ဆောက်မဲ့လျှက်စစ်စီမံကိန်း10ခုကိုလည်းဆက်လက်အကောင်အထည်ဖော်ဆောင်နိုင်မယ်ဆိုရင်နိုင်ငံတော်ရဲ့လိုအပ်တဲ့လျှက်စစ်ဓာတ်ပမာဏကိုအပြည့်အဝဖြန့်ဖြူးပေးနိုင်မှာဖြစ်တဲ့အတွက်ကြိုးစားအကောင်အထည်ဖော်ဆောင်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။နိုင်ငံတော်ရဲ့လိုအပ်တဲ့လျှက်စစ်ဓာတ်ရရှိနိုင်မဲ့နီလမျိုးစုံကနေကြိုးပမ်းဆောင်တဲ့နေရာမှာကြောင်မီသွေးသွင်းလျှက်စစ်ဓာတ်ပေးလုပ်ငန်းနဲ့နျူကလ িয়ার စွမ်းအင်သွင်းလျှက်စစ်ဓာတ်ပေးလုပ်ငန်းတွေဟာလည်းထပ်သွင်းစဉ်းစားရမယ့်နည်းလမ်းတွေပဲဖြစ်ပါတယ်။ကျွန်တော်နိုင်ငံအနေနဲ့2030ပြည့်နှစ်မှာတနင်္ဂနွေလျှက်စစ်ဓာတ်ရရှိရေးစီမံချက်ပြည့်မီဖို့အတွက်တတောက်တဲ့နေကအားဖြည့်နိုင်ဖို့660မဂါဝါထိထွက်မဲ့တဘာဝပေါင်းခြင်းကိုထိခိုက်ဖို့အနည်းဆုံးဖြစ်စေမဲ့အစစ်မြင့်နည်းပညာသုံးကြောင်မီသွေးဓာတ်ပေးဆက်ယုံကို9နှစ်အတွင်းအစစ်နဲ့တိဆောက်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်နျူကလ িয়ার ဓာတ်ပေးဆက်ယုံတိဆောက်နိုင်ရေးအတွက်လည်းကျွန်တော်တို့အနေနဲ့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့တွတ်တော်ကုသတော်ကြီးများခင်ဗျာနိုင်ငံတကာတည်ဆောက်ရေးမှာအဓိကမောင်းနှင်အားဖြင့်လူသားအရင်းမြစ်ဟာအဓိကအကျဆုံးဖြစ်ပြီးဒီအရင်းမြစ်တွေဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပညာရေးခါခိုင်မာတဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးအခြေအနေကိုလေ့လာကြည့်မယ်ဆိုရင်2024ခုနှစ်မှာအသက်15နှစ်နဲ့တဲ့လူဦးရေရဲ့စတပြမှုနှုန်းဟာ92.1 ရာခိုင်နှုန်းရှိပြီးတွက်ချက်နိုင်မှုက92.3 ရာခိုင်နှုန်းရှိပါတယ်အင်္ဂလိပ်ရဲ့ကိုလိုနီမဖြစ်ပြီးကကျွန်တော်နိုင်ငံဟာကိုယ်ပိုင်ဘာသာစကားနဲ့စတပြမှုနှုန်းမြင့်မားခဲ့တဲ့နိုင်ငံဖြစ်ခဲ့ပါတယ်အဲမှာဘုံတော်ကြီးကျောင်းတွေရှိပြီးယောက်ျားလေးတဲ့တမကမိန်းကလေးများပါစာရေးစာပါအတွက်ချက်တင်ကြားခဲ့ရတဲ့အတွက်18ရာစုနဲ့19ရာစုကလာရောက်ခဲ့ကြတဲ့ဥရောပသားတွေကတော့မြန်မာတို့ရဲ့စာတပြမှုနှုန်းကိုအံ့ဩခဲ့ကြပါတယ်1885ခုနှစ်မြန်မာတနိုင်ငံလုံးဗြိတိရှလက်အောက်ကိုကြောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့ရဲ့တမန်ဝင်ဘုန်းတော်ကြီးတင်ပညာရေးစနစ်မှိမ့်မိန်သွားခဲ့ရပါတယ်1948ခုနှစ်လွတ်လပ်ရချိန်မှာမြန်မာနိုင်ငံရဲ့စာတပြမှုနှုန်းဟာ35ရာခိုင်နှုန်းခန့်သာရှိတဲ့အတွက်ပြည်သူများစုဟာစမတတ်သူများဖြစ်နေခဲ့ပါတယ်ဖသဗလာအစိုးရလက်ထက်မှာလူထုပညာရေးအဥပဒေ1948ကိုပြဋ္ဌာန်းပြီးစမတတ်သူပပျောက်ရေးအတွက်ရှေ့ပြေး၄နှစ်စီမံကိန်းတွေနဲ့စတင်ကြိုးပမ်းခဲ့ပါတယ်ဒါပေမဲ့ပြည်တွင်းရောင်းစုံတောင်းကျမ်းမှုနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ထိရောက်မှုအားနည်းခဲ့တာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်1964ခုနှစ်အာသုံးလုံးလှုပ်ရှားမှုမစတင်မီအချိန်ထိမြန်မာနိုင်ငံမှာစမတတ်တဲ့တက်ကြီးရွယ်အိုနဲ့ကျေးလက်နေပြည်သူဥယေဟာဒုနှစ်တည်းနဲ့ရှိနေစေဖြစ်ခဲ့ပါတယ်ဒီအာသုံးလုံးလှုပ်ရှားမှုတွေကြောင့်မြန်မာပြည်သူလူထုရဲ့စာသားမြတ်မှုပြန်လည်မြင့်မားလာခဲ့ပြီး1983ခုနှစ်တကောင်စင်းမှာ81ရာခိုင်နှုန်း1983ခုနှစ်တန်းကောင်စင်းမှာ88.6ရာခိုင်နှုန်း
2014ခုနှစ်တန်းကောင်စင်းမှာ89.9ရာခိုင်နှုန်းဖြစ်တဲ့အတွက်စာတတ်မြောက်မှုရာခိုင်နှုန်းကစဉ်စစ်မပြတ်တိုးတက်တယ်လို့ဆိုနိုင်ပါတယ်။ဒါကြောင့် UNESCO အဖွဲ့ရဲ့ဂုဏ်ပြုဆုတွေဖြစ်တဲ့1982ခုနှစ်မှာမိုဟာမက်ရေဇာပါလာဗီဆုနဲ့1983ခုနှစ်မှာနိုမာဆုတို့ကိုမြန်မာနိုင်ငံကထိုက်တန်တာဆုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒီနေရာမှာတင်ပြလိုတာကတော့စာတတ်မြောက်မှုနှုန်းမြင့်မားနေပေမဲ့ပြည်သူလူထုရဲ့ကြောင်းနေရာခိုင်နှုန်းကနေပါနေသေးပြီးပညာရေးချင်းနှိပ်ပြနေစေဖြစ်တာကိုလည်းတွေ့ရှိရပါတယ်။2024ခုနှစ်တကောင်လူဦးရေနဲ့တကောင်စင်းအိမ်ကျောင်းမှာတကောင်စင်းရအသက်15နှစ်အရွယ်လူငယ်9ဦးမှာ3ဦးသာလက်ရှိကျောင်းတက်ရောက်နေတာဖြစ်ပြီးအသက်20အရွယ်6ဦးမှာ2ဦးသာပညာဆက်လက်သင်ကြားနေတာကိုလည်းတွေ့ရှိရတဲ့အတွက်လက်ရန်စစ်နဲ့အထက်တန်းစစ်မှာကျောင်းထွက်နှုန်းမြင့်မားနေတာကိုလည်းတွေ့ရှိရပါတယ်။အသက်25နှစ်တဲ့လူဦးရေရဲ့အမြင့်ဆုံးအောင်မြင်ပြီးသည့်တဲ့အတိုင်းပညာအနေနဲ့အတန်းမရှိတဲ့မူလတန်းအဆင့်ပြည့်မြောက်မှု49ရာခိုင်နှုန်းအလက်ရန်စစ်ပြည့်မြောက်မှု23.8ရာခိုင်နှုန်းအထက်တန်းစစ်ပြည့်မြောက်မှု14ရာခိုင်နှုန်းနဲ့ဘွဲ့ရပြီးသူ17.5ရာခိုင်နှုန်းသာရှိပါတယ်။ရခိုင်တန်းကောင်စင်းများအချက်လက်များကိုပြန်ကြည့်မယ်ဆိုရင်လည်းအတန်းမရှိတဲ့မူလတန်းအဆင့်သာပြည့်မြောက်ပြီးသူက1983ခုနှစ်မှာ90ရာခိုင်နှုန်း1983ခုနှစ်မှာ84ရာခိုင်နှုန်းနဲ့2014ခုနှစ်မှာ61ရာခိုင်နှုန်းရှိတဲ့အတွက်မြန်မာနိုင်ငံရဲ့လူဦးရေအများစုဟာမူလတန်းပညာရေးသက်ပြည့်မြောက်ခဲ့တယ်လို့သုံးသပ်ရရှိပါတယ်1983ခုနှစ်မှာအသက်25နှစ်ရှိသူတွေဟာ1988ခုနှစ်မှာအသက်40အရွယ်ဖြစ်လာမှာဖြစ်ပြီး2021ခုနှစ်မှာ83နှစ်အရွယ်ဖြစ်လာကြမှာဖြစ်ပါတယ်ထို့တူပဲ1983ခုနှစ်မှာအသက်25နှစ်ရှိခဲ့တဲ့သူတွေဟာ1988ခုနှစ်မှာအသက်30နှစ်2021ခုနှစ်မှာ63နှစ်ဖြစ်လာမှာဖြစ်ပါတယ်2014ခုနှစ်မှာအသက်25နှစ်ရှိတဲ့သူတွေဟာ2021ခုနှစ်မှာ32နှစ်အရွယ်ဖြစ်ကြခဲ့ကြတဲ့အတွက်ပညာတတ်မြောက်မှုနည်းပါးပြီးစဉ်းစားဆင်ခြင်မှုနည်းပါးအားနည်းကအကြမ်းဖက်မှုတွေကိုသာလှုံ့ဆော်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်ဒါဟာသင်္ကားသာတစ်ခုဖြစ်ခဲ့ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍမြင့်တင်ရေးအတွက် KG+9 အထိမတိမနေရပညာရေးစနစ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။နိုင်ငံတော်ရဲ့ပညာရေးကဏ္ဍတိုးတက်လာစေဖို့အတွက်နိုင်ငံတော်ဘာသာငွေတွေကိုပညာရေးကဏ္ဍမှာပုံမှုတိုးမြင့်ရည်နှီးမြှုပ်နှံခဲ့ပါတယ်။ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးကဏ္ဍတိုးတက်ဖို့အတွက်2026-2029ဘာသာရေးနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်ပဲနိုင်ငံတော်ဘာသာငွေရဲ့ 6.9 ရာခိုင်နှုန်းအသုံးပြုသွားမှာဖြစ်တယ်လို့တခြားဝန်ကြီးဌာနတွေရဲ့ပညာရေးကဏ္ဍတွေအပါအဝင်နိုင်ငံတော်ဘာသာငွေကနေ 9.2 ရာခိုင်နှုန်းအသုံးပြုသွားမှာလည်းဖြစ်ပါတယ်။လာမယ့်2029-28ခုနှစ်မှာပညာရေးဝန်ကြီးဌာနအတွက်နိုင်ငံတော်ဘာသာငွေရဲ့10ရာခိုင်နှုန်းနဲ့မနည်းတိုးမြင့်အသုံးပြုသွားမှာဖြစ်ပြီးလာမယ့်တစ်နှစ်ကျော်2028-29ဘာသာနှစ်မှာပညာရေးကဏ္ဍအတွက်နိုင်ငံတော်ဘာသာငွေရဲ့15ရာခိုင်နှုန်းထိတိုးမြင့်အသုံးပြုသွားဖို့စီမံဆောင်ရွက်နေပါတယ်။လက်ရှိကာလပညာရေးဝန်ကြီးဌာနရဲ့စည်းရင်းအချက်အလက်များတွေက2026-29ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့်မှာ4.3 သန်း9သန်းအလယ်တန်းအဆင့်မှာ2သန်းကျော်ထက်တန်းအဆင့်မှာ6သိန်းကျော်နဲ့စုစုပေါင်း9.5သန်းကျော်တက်ရောက်ပညာသင်ကြားလျက်ရှိနေကြပါတယ်2025-26ပညာသင်နှစ်မှာအခြေခံပညာအဆင့်ကျောင်းသားစုစုပေါင်း9.1သန်းကျော်တက်ရောက်ခဲ့တာနဲ့ပြန်လည်နှိုင်းယှဉ်ကြည့်တဲ့အခါမှာတော့ယခုနှစ်မှာကျောင်းသားဦးရေ4သိန်းခန့်တိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။ဒါပေမဲ့လည်း2016-2019ပညာသင်နှစ်မှာကျောင်းတက်ရောက်သူ9.4သန်းနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်ယုံနေတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းသူရဲ့ကလေးတိုင်းကျောင်းတက်ရောက်နိုင်စေဖို့အတွက်ကျွန်တော်တို့အနေနဲ့ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံသားတို့ရရှိမဲ့ပညာသင်ယူမှုအခွင့်အရေးကိုအလေးထားသလိုပြည်သူ့အကျိုးကိုရှေ့ရှုပြီးကျောင်းပြပရောက်နေတဲ့ကလေးတွေကိုကျောင်းပြန်လည်ရောက်ရှိစေဖို့တဲ့ placement test အထူးအစီအစဉ်ကိုပြုလုပ်ပေးခဲ့ပါတယ်။ဒီလိုဆောင်ရွက်တဲ့နေရာမှာရေခဲပညာဘုရဒန်းစဉ် grade 2ကနေ grade 5မှာစင်းပေးသွင်းသူ3,4,362 ဦးတည်းကဖြည့်ဆည်းသူ9,959 ဦးရှိခဲ့ပြီးအောင်မြင်သူ4,3,510 ဦးရှိခဲ့ပါတယ်။အလယ်တန်းအဆင့် grade 6မှ grade 9မှာ
စင်းပေးသူ9,818 ဦးတဲကဖြည့်စုသူ45,329 ဦးရှိခဲ့ပြီးအောင်မြင်သူ9,865 ဦးရှိခဲ့ပါတယ်ပညာရေးအားနည်းတဲ့ဒေသတွေအတွက်အထူးစီမံချက်တွေချမှတ်ပြီး KG ပြတ်နိုင်အထိပညာသင်ကြားနိုင်ရေးဆောင်ရွက်ပေးရမှာဖြစ်သလိုစက်မှုဆိုင်ယခုနှစ်ကစပြီး KG+6 မှာပြဋ္ဌာန်းစာအုပ်တွေနဲ့သင်ကြားပေးလက်ရှိနေပြီးဩဂုတ်လကုန်မှာတော့ KG+7 8 9အတန်းတွေမှာပြဋ္ဌာန်းစာအုပ်တွေနဲ့ဆက်လက်ဝေငှပြီးသင်ကြားပေးနိုင်ဆောင်ရွက်နေပါတယ်ဒီလိုသင်ကြားပေးတဲ့နေရာမှာအချင်းပြည့်ဝတဲ့နည်းပြတွေလုံလုံလောက်လောက်ရရှိအောင်မွေးမြူလေ့ကျင့်ပေးသွားမှာဖြစ်ပြီးလွတ်တဲ့တဲ့ပုံမှာလည်းထိထိရောက်အသုံးချနိုင်တဲ့နည်းလမ်းနည်းပညာအခြေခံတွေတက်မြောက်စေဖို့တဲ့ကျန်းမာဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်။ဆက်ပြိုးနဲ့မွေးမြူသေးပန်ကြောင်းတွေကတဆင့်တင့်တော်တဲ့တွေးမြနိုင်ဖို့နဲ့လိုအပ်တဲ့ဆရာဆရာမနဲ့ဝန်ထမ်းတွေခန့်နိုင်ဖို့စီမံဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။ပြည်တော်လွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပညာရေးကဏ္ဍမှာအခြေခံပညာကျောင်းပေါင်း9,962ကျောင်းရှိတယ်နဲ့35,500ခြေကပညာစစ်မှာဆရာဆရာမအင်အား3,15,285 ဦးအဆင့်မြင့်ပညာစစ်မှာ1,689 ဦးတာဝန်ထမ်းဆောင်လည်းရှိနေကြပါတယ်ပညာဒီဂရီကောလိပ်25ခုနဲ့5ခုကိုဆရာတက်ပညာသင်တက္ကသိုလ်အဆင့်မြင့်တင်ဆောင်ရွက်နိုင်မြင့်တင်မဟာဘွဲ့ရရှိပါကထက်တန်းပြဆရာဖြစ်ခန့်အပ်ပေးသွားမှာလည်းဖြစ်ပါတယ်မူရတန်းပြအဖြစ်သာတာဝန်ထမ်းဆောင်သူတွေကိုပညာဒီကောလိပ်ကသက်ဆိုင်ရာဘွဲ့များရပြီးရင်လက်ထောက်မူရတန်းပြလက်ထောက်အလယ်တန်းပြနဲ့ဇာစာတူအဖြစ်ခန့်အပ်ပြီးတင်ကြတဲ့လုတ်တဲ့အရေးချင်းပေါ်မှာမူတည်ပြီးတော့ဆက်လက်ပြီးဒုတိယမူရတန်းပြအလယ်တန်းပြရဲ့ဇာစာကလေးသူငယ်များရဲ့ပညာရေးဟာမူလတန်းမှာအရေးကြီးတဲ့အတွက်စီစဉ်ပေးထားခြင်းလည်းဖြစ်ပါတယ်။လာတူပဲပညာဒီကောလိပ်မှာဖွဲ့ရပြီးရင်ဘွဲ့ရပြီးရင်လက်ထောက်အလယ်တန်းပြများဖြင့်ခန့်မှာဖြစ်ပြီးတမတ်လုတဲ့အရေးချင်းပြည့်မီရင်ဒုတိယအလယ်တန်းပြတမတ်လုတဲ့အရေးချင်းပြည့်မီရင်ဆရာမ8,000ကိုလည်းယူကိုလာတွင်ခန့်ပေးထားပြီးလည်းဖြစ်ပါတယ်။ထမလူဝနေတဲ့မူရတန်းပြဆရာဆရာမတွေကိုလည်းတက္ကသိုလ်ဘွဲ့ရများမှာခေါ်ယူပြီးပညာရေးဒီဂရီကောလိပ်တည်တည်မှာဒီပလိုမာသင်တန်းတွေတက်စီပြီးတော့ခန့်ပေးသွားမှာလည်းဖြစ်ပါတယ်။ပညာရေးပြုပြင်ပြောင်းလဲမှုမှာကလေးတွေကိုစာမွဲအောင်မြတ်မဟုတ်ပဲအမှန်တကယ်နားလည်တတ်မြောက်တဲ့ကလေးတွေဖြစ်အောင်ဗလာ9ဓာတ်နဲ့ပြည့်ဝတဲ့အကြောင်းတွေဖြစ်စေဖို့တဲ့အခြေခံပညာကဏ္ဍမှာ Smart School နဲ့ Full for School Program တွေကိုလည်းကျွန်တော်တို့ဆိုရရက်ပေါင်း100ကာလအတွင်းမှာအာကာသရေးရာဝန်ကြီးဌာနမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တွေနဲ့ပေါင်းစပ်ဆောင်ရွက်လက်ရှိပါတယ်။ဒါပြင်ပြည်နယ်တိုင်းဒေသပါတယ်။အစိမ့်မြင့်ပညာရေးမှာသုတေသနဆောင်ရည်တွင်းမြင့်ရေးဗဟိုဌာန CRI ကိုရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့နေပြည်တော် State Academy တို့မှာတည်ထောင်ပေးနေပြီးသုတေသနလုပ်ငန်းတွေဆောင်ရွက်လျက်ရှိနေပါတယ်။ဒါပြင်ဘာသာဆိုင်ရာထူးချွန်သူတွေမွေးသိပ္ပံပညာထူးချွန်စုစီးပွားရေးနဲ့ဥပဒေဘာသာရပ်တွေအတွက်စီးပွားရေးပညာထူးချွန်စုနဲ့ဥပဒေပညာထူးချွန်စုတွေပေးရသွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုအနေနဲ့အာကာသနည်းပညာကဏ္ဍမှာကမ္ဘာနိုင်ငံတွေနဲ့ရင်မောင်တန်းဆောင်နေဖို့မြန်မာအာကာသအေဂျင်စီကိုလုပ်ငန်းတာဝန်
တွေပြည့်ရပြုပြီးတာစားတဲ့လူထုပညာပေးရေးအစီအစဉ်တွေမှာစီစဉ်ဒီမှသည်ဂျိုရုမြေပြင်ထိန်းချုပ်ရေးစခန်းတိဆောက်ခြင်းအထိဆောင်ရွက်နိုင်ခဲ့ပါတယ်ဂျိုရုချဲလက်တွေနဲ့ AI နည်းပညာကိုပေါင်းစပ်ပြီးစိုက်ပျိုးရေးတဘာဝဘေးရန်စီမံခန့်ခွဲရေးနဲ့မြေသုံးချမှုစီမံခန့်ခွဲရေးပါဝင်အခြားလူမှုစီးပွားရေးကဏ္ဍတွေမှာလက်တွေ့အသုံးချနိုင်ဖို့ကိုလည်းကြိုးပမ်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်ပပူးပေါင်းဆောင်ရွက်မှုတွေနဲ့ရုရှားနိုင်ငံနဲ့အစိုးရအခြေချင်းသဘောတူညီချက်လက်မှတ်ရေးထိုးထားသလိုတရုတ်အိန္ဒိယဘီလာရုစ်တို့ပါဝင်နိုင်ငံတကာအာကာသအဖွဲ့အစည်းတွေနဲ့လည်းအာကာသနည်းပညာနယ်ပယ်ကဏ္ဍပေါင်းစုံမှာပူးပေါင်းဆောင်ရွက်နေပါတယ်။မကြာခင်မှာမြန်မာနိုင်ငံပိုင်ဂျိုရုကိုတရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးလွှတ်တင်ဖို့လူဆောင်အရင်းမြစ်နဲ့လိုအပ်တဲ့နည်းပညာလုပ်ငန်းတွေစတင်ပြင်ဆင်ဆောင်ရွက်နေပြီလည်းဖြစ်ပါတယ်။နာနိုစက်တလိုက်နဲ့မက်ခရိုစက်တလိုက်တွေကိုလည်းမိဖွဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းတည်ဆောက်လွှတ်တင်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်မြန်မာပါလေဖြစ်ပါတယ်။ဒါကြောင့်ပြည်တွင်းနည်းပညာအခြေခံနဲ့ဒုဆောင်အရင်းမြစ်ကိုမြင့်တင်ရင်နိုင်ငံတကာမိဖက်တွေနဲ့လက်တွဲပြီးတော့မှမြန်မာနိုင်ငံရဲ့အာကာသအိမ်မက်ကိုလက်တွေ့အကောင့်ထဲပေါ်သားမှဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်တော်သူလွှတ်တော်နိုင်ငံနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာခင်မီဖင်ဖို့တိုးတက်တဲ့ဒီမိုကရေစီတစ်ကိုတည်ဆောက်တဲ့နေရာမှာနိုင်ငံသားအလုံးပညာရေးမြင့်မားဖို့လိုအပ်တယ်လို့ဒီမျိုးသားတို့ကျမ်းမာကြမ်းခိုင်မှုကလည်းအခြေခံကြပြီးအဓိကကြတဲ့အချက်လည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုအဖွဲ့အနေနဲ့လူအသက်တဲ့အရေးကြီးတဲ့ဘာမှမရှိဆိုတဲ့ခံယူချက်ကိုဥထိတ်ထားစီပြီးပြည်သူလူထုကိုဓာတ်ရိုက်အကျိုးပြုမဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုအချိန်ကုန်မြင့်ဖော်ဆောင်ပေးလျက်ရှိနေပါတယ်ကျွန်တော်တို့ဆိုရဲ့အဓိကရည်မှန်းချက်ကစေဝရှင်လင်းဆောင်ဝင်ရှိရမည်ဖြစ်ပြီးမျိုးပြနဲ့ကြီးသက်ပါမကြမ်းစီးရဲချတာမျိုးလူတိုင်းလက်လှမ်းပြီးတဲ့ကျမ်းမာရေးစောင့်ရှောက်မှုUHC ကိုရရှိခံစားစေဖို့ဖြစ်ပါတယ်ကျွန်တော်နိုင်ငံရဲ့ပြင်းပြမျှော်မှန်းတတ်တာဟာအိန္ဒိယနိုင်ငံတွေနဲ့ရှိရင်နှင်းကြစေဖြစ်နေတာကိုလည်းသတိပြုမိကြမှာဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံရဲ့ဝေးဖွားစီမျှော်မှန်းချက်တတ်တာဟာတောင်ပြည့်နှစ်မြမကျမ်းမာရေးမျှော်မှန်းချက်230နှစ်ချီစီမံကိန်းအစနှစ်မှာ60မှ60နှစ်ကြားမှာသာရှိခဲ့ပါတယ်2014ခုနှစ်သကောင်စင်းရ 66.8 နှစ်2024ခုနှစ်သကောင်စင်းရ 69 နှစ်အထိတိုးတက်တာကိုတည်းတွေ့ရှိရမှာဖြစ်ပါတယ်2030ပြည့်နှစ်မှာမျှော်မှန်းတက်တာကို85မှ80နှစ်အကြားထိတိုးမြင့်လာဖို့ညွှန်မှန်းဆောင်ရွက်နေပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လူတိုင်းတက်သားစိအသက်ရှည်တဲ့နေထိုင်ရေးနဲ့လူတိုင်းယောဂပယကင်းရှင်းရေးဆိုတဲ့ရည်မှန်းချက်တွေကိုစိတ်ကောင်းစေရတဲ့ဖော်ဆောင်ပေးသားမှာဖြစ်ပါတယ်ကျမ်းမာရေးဆောင်ချက်မှုရန်နာကြီးတစ်ခုလုံးကောင်းမွန်စေဖို့အတွက်ကျွမ်းကျင်တဲ့ကျမ်းမာရေးလူဆောင်အရင်းမြစ်တွေအလွန်အရေးကြီးပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ဒုနယ်ပြုနဲ့တာဖွာတင်နန်းကျောင်း15ကျောင်းကိုဒုနယ်ပြုသိပ္ပံများအဖြစ်အဆင့်မြင့်တင်ပြီးဖွင့်လှစ်ပေးနိုင်ခဲ့ပြီးကျန်ရှိနေတဲ့ဒုနယ်ပြုသိပ္ပံဒုနယ်ပြုနဲ့တာဖွာနှီးနဲ့တင်နန်းကျောင်း29ကျောင်းကိုလည်းဦးစားပေးအနေနဲ့ဖွဲ့စည်းပုံတိုးမြင့်ပေးခဲ့ပါတယ်ဒုနယ်ပြုတွေနဲ့ရဲ့ဂုဏ်သိက္ခာနဲ့တာဝန်ထမ်းဆောင်မှုတွေကိုအတိအမှတ်ပြုတဲ့အနေနဲ့ဒုနယ်ပြုတွေအတွက်ယာဒူးအဆင့်အလိုက်လာသာတွေးမြင့်ခြင်းနဲ့ထပ်ဆောင်ငွေတွေကိုလည်း2026-2029ဘာနှစ်နှစ်ကစပြီးခါးစားခွင့်ပြုထားပြီးလည်းဖြစ်ပါတယ်။ဒါပြင်2026ခုနှစ်ကုန်ပိုင်းမှာဆရာဝန်သစ်တွေ1200ခန့်နဲ့ဒုနယ်ပြုသစ်တွေ2600ခန့်ကိုလည်းထပ်မံခန့်အပ်နိုင်ဖို့ရထားဆောင်ရွက်လည်းရှိနေပါတယ်။ကျွန်တော်တို့ဆိုတဲ့တက်မှာကျမ်းမိတ်ဆိုင်ဟာလူစားအရင်းမြစ်တွေကိုရှိသည့်ရှိထိုက်တဲ့နှုံထားပြည့်မီတဲ့အထိတိုးတက်မွေးထုတ်ပေးနေအောင်လဲစီမံကိန်းချမှတ်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်အစိုးရတက်ကရပ်ပေါင်း100စီမံချက်အတွင်းမှာပြည်သူတွေရဲ့
ကျမ်းမာရေးအတွက်ထိရောက်တဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်နိုင်ခဲ့ပြီးမြို့နယ်90မှာလည်းကျမ်းမာရေးမြင့်တင်မှုတွေလှုပ်ဆောင်မှုဒုတိယကျမ်းမာရေးဦးစီးမှုတွေလည်းခန့်ထားတာဝန်ပေးနိုင်ခဲ့ပါတယ်။ဒါပြင်တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီးနေပြည်တော်ရန်ကုန်နဲ့မန္တလေးမြို့ကြီးတွေမှာတစ်နှစ်အတွင်းလူနာ3သိန်းအထိနင်တို့ယောဂအန်ဒီရဲ့အကဲဖြတ်စစ်ဆေးခြင်းနဲ့စေကုသမှုတွေကိုဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ဘေးအန်ဒီရဲ့ပရိပက္ခတွေကြောင့်ပျက်စီးခဲ့ရတဲ့ဆေးရုံဆေးပေးခန်းတွေအဆောက်အဦတွေကိုလည်းဦးစားပေးပြန်တဲ့ထောင်ပေးလျက်ရှိနေပါတယ်။ဒါအပြင်ကျောင်းကျမ်းမာရေးလုပ်ငန်းတွေကိုလည်းအရှိန်အမြင့်ဆောင်ရွက်ပေးသွားမှာလည်းဖြစ်ပါတယ်။ကျမ်းမာရေးကဏ္ဍမှာပြည်내နဲ့တိုင်းဒေသကြီးတွေမှာရှိတဲ့ဂရင်200ဆဆေးရုံတွေကိုလည်းဂရင်300ဆဆေးရုံအဖြစ်အဆင့်တင်ပေးခြင်းဆေးပစ္စည်းကိရိယာများဖြစ်တင်ပေးခြင်းတို့ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်။အခြေခံအဆောက်အဦဖြည့်ဆည်းမှုအနေနဲ့လည်းပြည်သူ့ဆေးရုံတွေကိုအဆင့်မြင့်တင်ပေးနေသလိုဆေးရုံတွေမှာကျန်းမာရေးဝန်ထမ်းများ24နာရီအသင့်ရှိနေဖို့လိုအပ်တဲ့အတွက်ဝန်ထမ်းအိမ်ယာများကိုလည်းတိုးချက်တိစောက်ပေးလျက်ရှိနေပါတယ်။ကျွန်တော်နိုင်ငံအစိုးရရဲ့နိုင်ငံရဲ့ကျန်းမာရေးအသုံးစရိတ်ဟာ2000ပြည့်နှစ်မှာစုစုပေါင်းအစိုးရအသုံးစရိတ်က 1.5 ရာခိုင်နှုန်းကသာရှိပေမဲ့လည်း2024-2025 ခုနှစ်မှာ 2.89 ရာခိုင်နှုန်း2025-26 ခုနှစ်မှာ 2.3 ရာခိုင်နှုန်းရှိခဲ့ပြီး2026-2029 ခုနှစ်မှာတော့ 2.9 ရာခိုင်နှုန်းထိဆက်တဲ့တိုးမြင့်သွားမှာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံသားများမှာပြည်ပမှာတွားရောက်စိတ်ကူးတဲ့အရေးအတွက်ကလည်းတစ်နှစ်တစ်နှစ်ပုံမူများပြားလာတာကြောင့်နိုင်ငံခြားငွေအမြောက်များကုန်ကျနေပါတယ်။ထူးချွန်ထင်မြက်တဲ့မြန်မာနိုင်ငံသားဆေးပညာရှင်အများပြားဟာပြည်ပနိုင်ငံတွေမှာတွားရောက်လုပ်ကိုင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်မို့ပြည်တွင်းမှာရှိတဲ့အစိမ့်မြင့်ဆေးရုံကြီးတွေတိစောက်ပြီးပြည်ပရောက်မြန်မာဆေးပညာရှင်တွေလာရောက်ဆေးကုသပေးနိုင်အောင်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းရင်းနှီးမြှုပ်နှံကြဖို့လည်းတိုက်တွန်းလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်နိုင်ငံဟာ2024ခုနှစ်သန်းခေါင်စင်းရလူငယ်ဥပဒေ19သန်းခန့်ရှိပြီးစုစုပေါင်းလူဦးရေ32.69 ရာခိုင်နှုန်းဖြစ်တဲ့အတွက်လူငယ်အင်အားများပြားတဲ့နိုင်ငံဖြစ်တာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့လူဦးရေဆိုင်ရာအာဏာချက်ကိုဆုလက်ဖြင့်ပြောင်းလဲနိုင်တဲ့ရွှေရောင်ခွင့်ရတရားပဲဖြစ်ပါတယ်။ဒီလသုံးသက်ချက်တွေရလူသားရေးမြင့်ဖွံ့ဖြိုးတိုးတက်မှုဟာနိုင်ငံရဲ့ရည်ကြီးစည်းဝေးတိုးတက်မှုနဲ့ဓာတ်ရိုက်ဆက်ဆက်လည်းရှိနေပါတယ်။အဓိကကတော့လူငယ်တွေရဲ့ပညာရေးကျွမ်းကျင်မှုနဲ့အလုပ်ကံရရှိမှုအခြေအနေတွေဟာနိုင်ငံရေးကုန်ထုတ်လုပ်မှုစွမ်းအားနဲ့နှိုင်းယှဉ်နိုင်စွမ်းကိုဓာတ်ရိုက်သက်ရောက်နေတာပဲဖြစ်ပါတယ်။ဒီအခွင့်အလမ်းကောင်းတွေရှိနေပေမဲ့လည်းလူငယ်တို့အတွင်းမှာကြောင်းထွက်နှုတ်မြင်မာနေတဲ့အတွက်အစိမ့်မြင့်ပညာရရှိမှုတမွေးပညာရေးရရှိမှုဒီဂျစ်တယ်နည်းပညာတက်ကြွမှုစတဲ့ပညာရေးဆိုင်ရာအားနည်းချက်တွေဖြစ်ပေါ်နေကြရပါတယ်။ဒီလိုအားနည်းချက်တွေကြောင့်ဘဝအာမခံချက်ရှိတဲ့အလုပ်ကရရှိမှုအားနည်းခြင်းပုံမှန်လုပ်ကရလစာများရှိတဲ့လို့ informal sector တွေမှာအများစုလုပ်ကိုင်နေရခြင်းကျောင်းသင်ပညာရေးနဲ့အလုပ်ကိုင်ညီမှုအားနည်းခြင်းစုဦးတည်ထွေးမှုလုပ်ငန်းနဲ့စမ်းသစ်တည်ထွေးမှုဂေဟစနစ်အားနည်းခြင်းစတဲ့စီးပွားရေးဆိုင်ရာဆင်ခုံမှုတွေငွေစီးပွားပြဿနာဝန်ထမ်းလောင်းကစားအကြမ်းဖက်မှုနဲ့ရာဇဝတ်မှုတွေစိတ်ကျန်းမာရေးပြဿနာစတဲ့လူမှုရေးဆိုင်ရာဆင်ခုံမှုတွေပြင်နိုင်ငံတော်ကာကွယ်ရေးနဲ့တည်ဆောက်ရေးလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်မှု civic engagement နည်းပါးတာပါရိတလုပ်ငန်းစေတနာဝန်ထမ်းလုပ်ငန်းတွေမှာစိတ်ရင်းစေတနာနဲ့လုပ်ကိုင်နေကြတာမှန်ပေမဲ့လည်းစစ်စစ်တကြဆောင်နိုင်မှုအားနည်းတာစတဲ့အမျိုးသားရေးစိတ်ဓာတ်ဖွံ့ဖြိုးဆိုင်ရာဆင်ခုံမှုတွေကိုလည်းကျွန်တော်နိုင်ငံမှာကြိုးသွင်းနေရတာအားလုံးအသိပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့နိုင်ငံမှာအရင်ကလူငယ်နဲ့သက်ဆိုင်တဲ့ဝန်ကြီးဌာနဆိုပြီးတည်ကြမရှိခဲ့ပေမဲ့အနာဂတ်နိုင်ငံတော်တဲ့တန်ဖိုးမဖက်တဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုပုံမှုလေးထားအကောင့်တွေပေါ်ဆောင်နိုင်ဖို့လူငယ်ရေးဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းခဲ့ပါတယ်ကျွန်တော်အနေနဲ့လူငယ်တွေကတမှုမဖက်တဲ့တက်ရှိတရားစာတတွေဖြစ်တယ်လို့ခံယူပြီးနိုင်ငံတော်ကိုအကျိုးပြုမဲ့နိုင်ငံသားကောရနာတွေပေါ်ထွန်းလာစေဖို့ဗလာငါးတန်ဖွံ့ဖြိုးတိုးတက်စေဖို့အလေးထားဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုမျှော်မှန်းချက်အဖြစ်စောင့်ရည်ပြပသောလူငယ်အားကောင်းသောနိုင်ငံမျှဝေပိုင်ဆိုင်သောအနာဂတ် empowered youth strong nation
Share Future ဆိုတဲ့ဆောင်ပုဒ်ကိုချမှတ်ပြီးမြို့သားအဆင့်လူငယ်ဖွံ့ဖြိုးရေးမူဝါဒမူပေါင်း100ရေးဆွဲကမဟာဗျူဟာတွေရက်တို့ရေးရှိရေတို့ရေးရှိစီမံကိန်းတွေရေးဆွဲအကောင့်ထဲပေါ်စားတော့မှဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်ပြည်တော်ထုတော်နာယကနဲ့ထုတော်ကိုယ်စားလှယ်ကျော်ကြီးများခင်ဗျာ21ရာစုရဲ့နိုင်ငံတကာရှင်ပြိုင်မှုတွေဟာစစ်အင်အားစီးပွားရေးအင်အားနဲ့နည်းပညာအင်အားတွေကိုပဲအခြေခံတဲ့ရှင်ပြိုင်မှုတွေမဟုတ်တော့ပဲလူစွာအရေးမြင့်တဲ့အရေးသွေးပြည်သူလူထုရဲ့ကြမ်းမာကြမ်းခံမှုစံတည်တည်ထင်နိုင်စွမ်းအမျိုးသားစည်းလုံးညီညွတ်မှုနဲ့နိုင်ငံတကာမှာဩဇာလွှမ်းမိုးနိုင်စွမ်းစတာတွေကိုလည်းအခြေခံတဲ့ဘက်စုံရှင်ပြိုင်မှုအသွင်ပြောင်းလဲလာနေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ဒီလိုပြောင်းလဲလာတာနဲ့အတူနိုင်ငံတည်တည်မှာအားကစားကဏ္ဍဟာအရင်ကလိုပြိုင်ပွဲဝင်ဖို့စုတည်ရရှိဖို့တော့တာမဟုတ်တော့ပဲလူဆောင်အရင်မြင့်ဖွံ့ဖြိုးတိုးတက်ဖို့လူငယ်တွေရဲ့စီကံခေါင်းဆောင်မှုနဲ့အသင်းဖွဲ့စိတ်ဓာတ်မွေးမြူပေးနိုင်ဖို့မြို့သားစိတ်တို့ညီညွတ်မှုတည်ဆောက်ပေးနိုင်ဖို့နဲ့အထောက်အကူပြုစေတဲ့အပြင်နိုင်ငံတကာအလယ်မှာလည်းနိုင်ငံဂုဏ်သက်ကကိုညှစ်တင်ပေးနိုင်တဲ့အတွက်အားကစားပြိုင်ပွဲတွေကိုလက်နဲ့မပါတဲ့တိုက်ပွဲတွေတို့တော့ပြင်စားလာကြတာတွေ့ရှိရပါတယ်ဒါကြောင့်မြန်မာအားကစားကဏ္ဍပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရေးကိုရှေ့ရှုပြီးအားကစားရေးရာဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းပေးတာဖြစ်ပါတယ်အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာအားကစားကိုစိတ်ပါဝန်စားမှုရှိပြီးပင်ကိုရည်သွေးရှိတဲ့အားကစားသမားများနီးပြများအခြေခံအဆောက်အဦတွေနဲ့အားကစားဆိုင်ရာပစ္စည်းများဘာနံကွေစိုက်ထုတ်မှုနဲ့အားပေးမဲ့ပရိသတ်များအချို့ညီပေါင်းစဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်ဒါကြောင့်အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒူတန်းအတွက်အားကစားရေရှည်စီမံကိန်းချမှတ်ပြီးကျောင်းတက္ကသိုလ်ရပ်ကွက်ကြီးရွာမြို့နယ်အဆင့်တွေမှာလူထုအားကစားလှုပ်ရှားမှုတွေကိုလည်းစနစ်တကျပြန်လည်အသက်သွင်းနိုင်ဖို့ရေချင်းရှိတဲ့လူငယ်များကိုစောစီစွာရွေးချယ်ပြုစုပြောင်းထိုင်နိုင်ဖို့အရှိန်အမြင့်ဆောင်ရွက်သွားမှာလည်းဖြစ်ပါတယ်ဒီလိုဆောင်ရွက်နိုင်ရင်အားကစားထိုးချွန်သူတွေနဲ့အလားအလာရှိသူတွေအတွက်ရေကန်မြေကန်ခေါင်းတွေပုံမဖွံ့ဖြိုးလာစေမှာလည်းဖြစ်ပါတယ်နိုင်ငံတော်စစ်လေယာဉ်စင်အားကစားသမားတွေစတင်ပေါ်ထွက်ရဖြစ်တဲ့ကျောင်းအဆင့်အားကစားဖွံ့ဖြိုးလာစေဖို့အတွက်ကြံ့ခိုင်နီးပြဆရာတွေလုံလောက်ရှိရမှာဖြစ်တဲ့အတွက်ပညာရေးဒီကောလိပ်တွေမှာကြံ့ခိုင်နီးပြဆရာအဖြစ်6လသင်တန်းတွေဖွင့်လှစ်သင်ကြားပေးရန်ယာထားပြီးဖြစ်ကဒီပလိုမာဘွဲ့ပေးရတာမှာဖြစ်တဲ့ပြင်ပညာတဲ့အထူးလားစာထပ်ဆောင်ပြီးချီးမြှင့်သွားမှာလည်းဖြစ်ပါတယ်။ဒါပြင်အခြေခံပညာကျောင်းတွေတက္ကသိုလ်ကောလိပ်တွေမြို့နယ်တွေမှာအဆင့်တန်းပြဘောလုံးကွင်းတွေမိုးလိုလိုအားကစားရုံတွေအများပြည်သူအားကစားတို့နဲ့ပန်းချံတွေကိုနိုင်ငံတော်ဗန္ဒာကနေဆက်ထုတ်ပြီးဖြည့်ဆည်းဆောင်ပေးလည်းရှိနေပါတယ်။ထို့တူပဲရှိပြီးသားအားကစားကွင်းများနဲ့အဆောက်အဦတွေကိုလည်းရေရှည်တည်တတ်ခိုင်မြဲဖို့အတွက်ဆက်ရသွားမှာဖြစ်ပါတယ်။ပြည်သူ့ဆန္ဒကိုဖော်ထုတ်ပေးဖို့တာဝန်ရှိတဲ့တိုးတက်တဲ့ကိုယ်စားလှယ်တော်ကြီးများကလည်းမိမိတို့ဒေသလိုက်အားကစားကဏ္ဍမှာလိုအပ်ချက်ရှိနေကြလေတင်ပြတောင်းဆိုသွားကြဖို့လည်းပြောလိုပါတယ်။ပြည်သူ့ထွတ်တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်များခင်ဗျာ2004ခုနှစ်တကောင်စီအစင်ကာဆိုင်ရမြန်မာနိုင်ငံမှာမြို့သမီးလူဦးရေဟာ53%ကရှိပါတယ်။ကျွန်တော်တို့မြို့သမီးတွေဟာနိုင်ငံရေးစီးပွားရေးလူမှုရေးပညာရေးအပိုင်းနဲ့လူပညာဆိုင်တဲ့ကဏ္ဍရည်မှာကနိုင်ငံတော်ကာကွယ်ရေးနဲ့အုပ်ချုပ်ရေးရန်ရာတွေများမှာမြို့သားများနဲ့ဒန်းတူတိုက်ပြည်ကျိုးကိုစမ်းစမ်းတမတဲပို့နေကြပြီလည်းဖြစ်ပါတယ်။တော်တော်ဒီမှာမြို့သားထွတ်တော်ကိုမြို့သမီးထွတ်တော်ကိုယ်စားလှယ်တွေရဲ့ပါဝင်မှုကိုကြည့်မယ်ဆိုရင်ဗမာပြည်ပြည်ထောင်စုထွတ်တော်မှာ4.8%ရှိရာကနေဒုတိယအကြိမ်မှာ10.5%နဲ့အခုတတိယအကြိမ်မှာ14.6%ထိတိုးတက်လာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်။လာတူပါပဲအစိုးရဖွဲ့စည်းများအတွင်းမှာညွှန်ကြားရေးမှုအဆင့်နဲ့အတူနဲ့အထက်အဆင့်မြင့်ရာထူးတွေမှာမြို့သမီးပါဝင်မှုအချို့ဟာ51.5%ထိမြင့်မားလာတာကိုလည်းတွေ့ရှိရပါတယ်။ကျွန်တော်တို့ဆိုအနေနဲ့မြန်မာမျိုးသမီးတွေနယ်ပယ်အသီးသီးမှာစမ်းဆောင်ရည်တွေပုံမှုမြင့်မားလာစေဖို့မျိုးသမီးရေးရာဝန်ကြီးဌာနကိုလည်းတည်ကြဖွဲ့စည်းတာဝန်ပေးဆောင်ရွက်ခဲ့ပါတယ်။ဒါပြင်မျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာနိုင်ငံတော်အဆင့်မဟာဗျူဟာစီမံကိန်း2023-2030ကိုရေးဆွဲထားရှိပြီးအကောင့်တွေပေါ်ဆောင်နေပုံပေါ်မှာလည်းစောင့်ကြည့်လေ့လာခြင်းနဲ့ကဲပြတ်သုံးသပ်ခြင်းတွေဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်တော်ထွတ်တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာကျွန်တော်တို့ဆိုအနေနဲ့လူမှုစီးပွားဘဝဘက်ပစံဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျိုးပေါင်းဆောက်တဲ့ယနေ့ကာလမှာများပြားလာတဲ့စင်ကုန်မှုနဲ့အခက်အခဲတွေကိုရင်ဆိုင်နေရတာအမှန်ပဲဖြစ်ပါတယ်လက်ရှိမှာကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေးနဲ့စီးပွားရေးပြောင်းလဲမှုအခြေအနေဒေသတွင်းအခြေအနေကြောင့်ကုန်စည်နှုန်းကြီးမားမှုနဲ့ငွေကြေးမတည်ငြိမ်မှုတွေစတဲ့စီးပွားရေးဆိုင်ရာရိုက်ခတ်မှုတွေခံစားနေရတာကိုကျွန်တော်တို့ဆိုရအနေနဲ့သိရှိပါတယ်အထူးသဖြင့် MSME လုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုစီးရဲ့မြင့်မားလာခြင်းနဲ့အရင်းအနှီးအခက်အခဲတွေရင်ဆိုင်နေကြပါတယ်ဒီတည်းလည်းနိုင်ငံတော်အစိုးရအနေနဲ့ဤပညာများဖန်ဖိုးပေးခြင်း MSME လုပ်ငန်းများတဲ့ချင်းငွေများပေးခြင်းနဲ့လုပ်ငန်းရှင်များရဲ့အခက်အခဲတွေကို one stop service များအနေနဲ့တထိုင်နဲ့ဖြည့်ဆည်းပေးနိုင်ခြင်းတို့ကိုဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တွင်းထုတ်ကုန်များကိုပုံမှုတွေးပြနိုင်ခြင်းကသမကဒုက္ခစားထုတ်ဖို့ငွေကြေးဖောင်းပွားမှုကိုလျှော့ချနိုင်မှုနဲ့ဒေသတွင်းအလုပ်ကအခွင့်အလမ်းဖန်တီးပေးဖို့တွေလည်းအတွက်အထူးအဆုံးနည်းလမ်းလည်းဖြစ်ပါတယ်နိုင်ငံမှာစီးပွားရေးအရမတောင့်တင်းရင်နိုင်ငံမှာခြားတာရင်ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်သလိုပြည်သူတွေရဲ့လူမှုစီးပွားဘဝဟာလည်းနှိမ့်ချနေမှာပဲဖြစ်ပါတယ်နိုင်ငံစီးပွားရေးဟာနိုင်ငံရေးလုံခြုံရေးလူမှုရေးအားလုံးနဲ့ဆက်ဆက်နေပါတယ်ဒေသတွင်းနိုင်ငံများအာဆီယံနိုင်ငံများနဲ့နှိုင်းယှဉ်ရင်ကျွန်တော်နိုင်ငံရဲ့ GDP ဟာလွန်စွာနည်းပါးနေတာကိုတွေ့ရှိရပါတယ်အဓိကကတော့ကုန်ထုတ်လုပ်မှုအားနည်းနေခြင်းပဲဖြစ်ပါတယ်ကျွန်တော်နိုင်ငံအနေနဲ့ကာလရှည်ကြာရှည်စွာကုန်သွယ်မှုမဟုတ်တဲ့ non-trade ဝင်ငွေသာအားကိုးခဲ့တာကိုလည်းတွေ့ရှိရပါတယ်ပြည်ပရောင်းနှံဝင်ကုန်ထုတ်လုပ်မှုရှိမှသာပို့ကုန်ရရှိမှဖြစ်တဲ့အတွက်အစဉ်တန်းရှိတဲ့ကုန်ထုတ်လုပ်မှုကိုလည်းအားပေးဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ပုဂ္ဂလိကယင်းနှိမ့်မြှုပ်နှံမှုဆိုတာစီးပွားရေးနဲ့နည်းပညာစံသစ်တည်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းအခြေခံဖြစ်ပါတယ်အသေးစားအငယ်စားနဲ့အလတ်စားစက်မှုလုပ်ငန်း MSME လုပ်ငန်းတွေကိုအားပေးမြင့်တင်ခြင်းဟာပုဂ္ဂလိကယင်းနှိမ့်မှုတွေကိုလည်းတိုးတက်လာစေပြီးဒေသတွင်းယင်းနှိမ့်မှုနှံမှုတိုးတက်ရေးကိုလည်းများသာအထောက်အကူပြုတဲ့အတွက်ကျွန်တော်တို့အစိုးရအနေနဲ့အထူးအားပေးဆောင်နေတာလည်းဖြစ်ပါတယ်ကျွန်တော်တို့အစိုးရတာဝန်ယူတဲ့ကာလအတွင်း GDP ကိုနှစ်ဆတိုးတက်အောင်ဆောင်ရွက်သွားပါမယ်တိုင်းပြည်အောင်တိုးတက်ဖို့အတွက်ကျွန်တော်တို့အားလုံးအလုပ်လုပ်ကြဖို့လည်းလိုအပ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥတီချက်ကိုအကောင့်တွေဖော်နိုင်ဖို့နဲ့ MSME ကဏ္ဍကိုအချိန်ဟုန်မြင့်အားပေးဆောင်ဖို့အတွက်လည်းစက်မှုနဲ့အသေးစားအငယ်စားအလတ်စားနဲ့စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ဝန်ကြီးဌာနကိုတိုးချဲ့ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်နိုင်ငံတော်ရဲ့စီးပွားရေးဥမွန်လာစေဖို့အသေးစားငယ်စားနဲ့လက်သားစီးပွားလုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့စီမံဆောင်ရွက်ပေးလျက်ရှိပါတယ်ကုန်ထုတ်လုပ်မှုကဏ္ဍအစဉ်ပြေချုံးမွေပြီး MSME ကဏ္ဍစင်စစ်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေဖို့တဲ့အပြန်အလှန်ချိတ်ဆက်နေတဲ့အကြီးကမဏ္ဍိုင်ကြီး၄ရပ်ဖြစ်တဲ့ကုန်ချမ်းတွင်းရစုအရင်းအနှီးနဲ့လူသားအရင်းမြစ်တွေတိုးတက်မြင့်မားလာစေအောင်ကြိုးစားလှုပ်ဆောင်သွားကြမှာလည်းဖြစ်ပါတယ်ဒီ MSME လုပ်ငန်းတွေဟာလူကံဖန်တီးမှုရဲ့အဓိကမဏ္ဍိုင်ဖြစ်ပေမဲ့ကျန်းကျင်လူသားရှားပါမှုကြောင့်ပြည်ပဈေးကွက်တွေမှာရှင်ပိုင်နိုင်စွာနှိမ့်ကျနေတာကိုလည်းတွေ့ရှိရပါတယ်ဒါကြောင့်တင်မွေးပညာရေးသင်တန်း TVED တွေနဲ့ MSME လုပ်ငန်းတွေကြားမှာပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ပြီးကျွမ်းကျင်လူသားမိုးထုနိုင်ကိုလည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ကျွန်တော်နိုင်ငံအတွင်းမှာပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေဟာတိုးတက်လာစေဖို့တဲ့လူတို့လူတွေကိုပြန်လည်သုံးသပ်ပြီးရိုးရှိတဲ့စီမီစည်းကမ်းတွေနဲ့စီးပွားလုပ်ငန်းတွေအရှိန်မြင့်တင်နိုင်ရေးဆောင်ရွက်သွားပါမယ်အစိုးရနဲ့ပုဂ္ဂလိကမိဖက်ပူးပေါင်းဆောင်ရွက်မှု PPP ကိုလေးစားမြင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သူတည်တဲ့ဖွံ့ဖြိုးရေးကိုလည်းအားကောင်းစေခြင်းနဲ့မူဝါဒတည်ငြိမ်ခြင်းတို့ဟာလည်းပုဂ္ဂလိကကဏ္ဍယုံကြည်မှုနဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအားပေးရရောက်ကြောင်းလည်းပြောကြားလိုပါကျွန်တော်တို့နိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေနည်းဥပဒေတွေအမိန့်ကြော်ညာစာတွေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကိုစစ်ဆေးတဲ့နေရာမှာလက်နက်ကျင့်သုံးရမယ့်လုပ်ထုလုပ်နည်းတွေone stop service ဆိုင်ရာလုပ်ထုလုပ်နည်းတွေနဲ့ပတ်သက်ပြီးပြန်လည်သုံးသပ်မှုအသိပညာပေးမှုဆွေးနွေးမှုတွေလည်းတွင်းမြစ်လှုပ်ဆောင်သွားမှာလည်းဖြစ်ပါတယ်ပြည်သူ့တော်နာယကနဲ့ထွတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတကာရဲ့အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးနဲ့လူမှုစီးပွားဘဝတိုးတက်မြင့်မားရေးအတွက်ခံမာတဲ့စီးပွားရေးအခြေခံအဆောက်အအုံတွေရှိဖို့လိုအပ်ပါတယ်လက်ရှိကာလ2026ခုနှစ်မှာကမ္ဘာလုံးဆိုင်ရာလူဦးရေ8ဘီလီယံခန့်ရှိပြီးကုလသမဂ္ဂအဖွဲ့အစည်းက2050ခုနှစ်မှာ10ဘီလီယံကရောက်ရှိမယ်ဖြစ်ကြောင်းလည်းခန့်မှန်းထားပါတယ်မြန်မာနိုင်ငံနေပြည်တော်ကိုဗဟိုပြုပြီးပါကစ္စတန်နိုင်ငံထိ3500ကီလိုမီတာရှိတဲ့ဆောက်ပိုင်းတစ်ခုရေးဆွဲကြည့်မယ်ဆိုရင်ကမ္ဘာလူဦးရေထုတ်ဝက်ရှိတဲ့4ဘီလီယံခန့်ဟာဒီဆောက်ပိုင်းတွင်းမှာ
နေထိုင်ကြတယ်လို့ဆိုပါတယ်မြန်မာနိုင်ငံဟာဒီကမ္ဘာလူကြီး4 ဘီလီယံခန့်ရှိတဲ့ဆောင်းရဲ့အလယ်မှာတည်ရှိနေပြီးစီးပွားရေးရကုန်သွယ်ရေးရအလွန်အင်မတန်အလားလာကောင်းတဲ့နိုင်ငံဖြစ်နေတာကိုလည်းတွေးရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံဟာကမ္ဘာအင်အားကြီးနိုင်ငံနှစ်ခုနဲ့နယ်နိမိတ်ချင်းထိစပ်နေပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်နဲ့ရှည်လျားတဲ့ကမ်းရိုးတန်းပြန်ဆိုင်တဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့မျှတတဲ့ရာသီဥတုနဲ့ကောင်းမွန်တဲ့မြေဆီသားကိုပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့ပြည်တွင်းစီးပွားရေးအားကောင်းလာစေဖို့တဲ့ပို့ကုန်တိုးမြင့်ဆိုတဲ့မူဝါဒကိုအခြေခံချမှတ်ထားပါတယ်။စိုက်ပျိုးမှုမယူကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေကိုဦးစားပေးဖော်ဆောင်ပြီးပြည်တွင်းစားသုံးမှုဖူလုံတာမှကပြည်ပတန်ဖိုးမြင့်ထုတ်ကုန်များတင်ပို့နိုင်တဲ့အထိကျိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့တဲ့ပြည်ပပို့ကုန်ကဏ္ဍကိုတိုးမြင့်ရမှာဖြစ်တယ်လို့နိုင်ငံခြားကုန်နဲ့ဝယ်ယူသုံးစွဲရတဲ့သွင်းကုန်လိုအပ်ချက်မြင့်မားခြင်းဟာလည်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုနှောင့်နှေးစေတဲ့အတွက်ပြည်ပသွင်းကုန်အစားထိုးနိုင်မဲ့ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍကိုမြင့်တင်ဖို့အရေးကြီးအောင်လည်းပြောကြားလိုပါတယ်ဒီနေရာမှာကုန်သွယ်မှုကြီးမြင့်ရတဲ့အကြောင်းရင်းတွေကိုလည်းကျွန်တော်ပြောလိုပါတယ်အဓိကကတော့လောင်စာဆီဈေးနှုန်းဈေးတက်ခြင်းကုန်ထုတ်ကုန်ပစ္စည်းနှဲပါခြင်းကုန်သွယ်မှုလူငွေများခြင်းကြောင့်ငွေကြေးဖောင်းပွမှုဖြစ်လာခြင်းအသွင်ဥစဉ်များပြားခြင်းတို့ကြောင့်ပဲဖြစ်ပါတယ်ပြည်ပနိုင်ငံတွေမှာကြောင်းတက်ဖို့စေကူတာဖို့ဖျားဖူးဖို့လက်ပတ်သွားဖို့စတဲ့အထူးကိစ္စတွေကလည်းနိုင်ငံခြားငွေသုံးစွဲမှုကိုလည်းအထက်ရောက်များပြားစေပြီးငွေကြေးဖောင်းပွမှုကိုလည်းဖြစ်ပေါ်စေပါတယ်ကုန်သွယ်လူငွေပြတ်မှုဖြစ်ပေါ်တဲ့ပြည်တွင်းထုတ်ကုန်နှဲပါပြီးတွင်းကုန်များပြားနေတာကလည်းတစ်ချက်ပါဝင်ပါတယ်ငွေကြေးကြော်ပွားသူတွေဟာကုန်ထုတ်လုပ်မှုတွေလူသားအင်အားဦးစားပေးတဲ့လုပ်ငန်းတွေမှာအစားဆူလွန်နဲ့လည်းဖြစ်တဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးရွှေနိုင်ငံခြားငွေမတရားမှုရောင်းဝယ်မှုတွေမှာပဲအဓိကလှုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်။ဒါကြောင့်ငွေကြေးအရင်းအနှီးတက်နိုင်သူများအနေနဲ့ဒီလိုလုပ်ငန်းတွေမှာရင်းနှီးမြှုပ်နှံမဲ့စားတပ်ပြွေးမွေးမြူနဲ့ဆံပြိုးကိုအခြေခံတဲ့စက်မှုကုန်ထုတ်လုပ်ငန်းတွေမှာပုံမရင်းနှီးမြှုပ်နှံဆောင်ရွက်ကြဖို့လည်းလိုအပ်ကြောင်းပြောကြားလိုပါတယ်။ပြည်သူတွေကြုံတွေ့နေရတဲ့စီးပွားရေးကျပ်တည်းမှုကုန်သွယ်မှုကြီးမြင့်မှုနဲ့အလုပ်ကံခွင့်အားလိုအပ်ချက်တွေကိုပြည်လဲအောင်ဖော်ဆောင်ပြီးနိုင်ငံနဲ့ကိုက်ညီတဲ့ဈေးကွက်စီးပွားရေးစနစ်ကိုအကောင့်တွေပေါ်ဆောင်ရသွားကြမှာလည်းဖြစ်ပါတယ်။ဒါပြင်ငွေကြေးမူဝါဒ၊ဗန်ဒာရေးမူဝါဒ၊ကုန်သွယ်ရေးမူဝါဒ၊ရင်းနှီးမှုနှံမှုမူဝါဒကိုပြန်လည်သုံးသပ်ပြီးစီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဖို့တွေလည်းအရှိန်မြင့်ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ပြည်ထောင်စုတော်နာယကနဲ့ကိုယ်စားလှယ်တော်ကြီးများခင်ဗျာဒီနေရာမှာကိုတို့နှုတ်မှုအခမ်းကဏ္ဍရဲ့အဓိကမောင်းနှံကဖြစ်တဲ့လူသားအရင်းမြစ်နဲ့ပတ်သက်ပြီးဖြစ်ဆက်ပြောကြားလိုပါတယ်။2024ခုနှစ်လူဦးရေနဲ့အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရအထက်15နှစ်နဲ့အထက်လူဦးရေရဲ့လူသားအင်အားပါဝင်မှုနှုန်းဟာ49%သာရှိပါတယ်။ဒီလက်သုံးသက်ချက်တွေရဲ့အလုပ်လုပ်ကံသူတွေရဲ့80%ကျော်ဟာလျှက်လုပ်ငန်း၊နေစားအလုပ်၊အသေးစားစီးပွားရေးအလုပ်ဆိုင်အကူစောက်လူရေးနဲ့မိသားစုလုပ်ငန်းစားတဲ့ပုံမှန်လောက်ခလာစာမရရှိတဲ့လုပ်ငန်းတွေမှာသာလုပ်ကိုင်နေကြရပြီးအစိုးရဝန်ထမ်းနဲ့ကုန်သွယ်ရေးဝန်ထမ်းစားတဲ့ပုံမှန်လောက်ခလာစာရရှိတဲ့လုပ်ငန်းတွေမှာလုပ်ကိုင်နေသူဟာ20%အောက်မှာသာရှိကြောင်းတွေ့ရှိရပါတယ်။ဒါကြောင့်ကျွန်တော်တို့လူငယ်တွေအတွက်အဓိကစိန်ခေါ်မှုဟာအလုပ်ကိုင်မရှိခြင်းနဲ့အဆင့်တန်းရှိပြီးဘဝအာဃာမခံချက်ရှိတဲ့အလုပ်ကိုင်ရရှိရေးပဲဖြစ်ပါတယ်။ပြည်ပကိုရွှေ့ပြောင်းသူတွေထဲမှာအသက်15နှစ်က34နှစ်ကြာအိုးစုဟာထွက်ခွာသူများရဲ့91.9% ရှိနေတာကိုလည်းတွေ့ရှိရပါတယ်။ဒီလိုပြည်ပထုတ်ခွာအလုပ်လုပ်ကိုင်မှုတွေဟာပြည်ပကနေပြည်သားစုထံကိုငွေလွှဲပို့နိုင်တဲ့အတွက်မိသားစုဝင်ငွေကိုအထောက်အကူပြုနိုင်တာလူငယ်တွေနဲ့ဤပညာကျွမ်းကျင်မှုနဲ့အတွေ့အကြုံသစ်တွေကိုရရှိနိုင်တာဒေသတွင်းအလုပ်သမားရွှေ့ပြောင်းမှုတိုးတက်လာတဲ့ကြောင့်အာဆီယံအလုပ်သမားရွှေ့စည်းစိမ်မှုအားကောင်းစေတာစတဲ့ကောင်းကျိုးအချို့ကိုရရှိနိုင်တာဆိုတာကိုတော့လက်ခံရမှာတော့ဖြစ်ပါတယ်။ဒါပေမဲ့ပညာတတ်နဲ့ကျွမ်းကျင်လူငယ်တွေပြည်ပထွက်ခွာမှုများပြားလာခြင်းဟာလည်းပြည်တွင်းမှာကျွမ်းကျင်လို့သာရှားပါလာမှုနဲ့ကုန်ထုတ်လုပ်မှုဆွမ်းအားကျဆင်းမှုတွေမှာဖြစ်ပေါ်လာစေနိုင်တဲ့အတွက်ရေရှည်မှာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကိုလည်းအဟန့်တာဖြစ်လာစေမှာဖြစ်ပါတယ်။
ကယ်လို့ဒီအရှင်တွေကိုထိထိရောက်မှဖြစ်ရှင်းနိုင်မှုဆိုရင်ကျွန်တော်တို့နိုင်ငံဟာအုံတော့ယိုစီးမှု brain drain တွေပုံမှန်အနေကြီးမှတဲ့အုံတော့အလဟတာဖြစ်မှု brain waste ဒီနည်းအားဖြင့်လူဆောင်အရင်မြင့်အလားတာဖြစ်မှုပြဿနာနဲ့ရင်ဆိုင်သွားကြမှာဖြစ်ပါတယ်။ဒါဟာလူသားရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ရေရှည်စီးပွားရေးတိုးတက်မှုတွေပေါ်မှာတည်တတ်ထင်ရှားတဲ့ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်ကြောင်းလည်းပြောကြားလိုပါတယ်။ပြည်ထောင်စုလွှတ်တော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးမှုတွေပုဂ္ဂိုလ်ကဏ္ဍမြင့်တည်ရေးနဲ့ကုန်သွယ်မှုလမ်းကြောင်းများချုံ့မွေစီရေးဟာအလိုရင်းကြီးတဲ့အခန်းကဏ္ဍတရားဖြစ်ပါတယ်။ကုန်သွယ်မှုလမ်းကြောင်းတို့ဆိုတဲ့နေရာမှာကုန်လမ်းရေလမ်းများအပါအဝင်ဖြစ်ပါတယ်။ကျွန်တော်နိုင်ငံဟာအိန္ဒိယသမုဒ္ဒရာနဲ့ဓာတ်ရိုက်ထိပေါက်ရောက်နေပြီးပင်လယ်ကမ်းရိုးတန်းအရှည်2138ကီလိုမီတာရှိသလိုဒေသတွင်းအာဆီယံနိုင်ငံများမှာလည်းကုန်းမင်းဧရိယာအများဆုံးပိုင်ဆိုင်တဲ့နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။အိန္ဒိယသမုဒ္ဒရာကိုမျက်နှာပြုထားတဲ့မဟာဗျူဟာမြောက်နေသားတစ်ခုကိုပိုင်ဆိုင်ထားပြီးအရှေ့အာရှတောင်အာရှနဲ့အရှေ့တောင်အာရှကိုဆက်နိုင်တဲ့တစ်ခုတည်းသောကုန်လမ်းတဲ့ပို့ဆောင်ရေး choke point အဖြစ်လည်းဖြစ်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ကမ္ဘာလုံခြုံရေးအခင်းကျင်းများရေကြောင်းသွားလာမှုကန့်သက်ချက်တွေဖြစ်ပေါ်လာနေတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံကကမ္ဘာအရှေ့နဲ့အနောက်အချမ်းကိုတွာလာနိုင်မဲ့လမ်းကြောင်းပေါ်မှာရှိနေတာကိုလည်းကုသတော်ကြီးများတွေ့ရှိနိုင်ပါတယ်။ကျွန်တော်နိုင်ငံဟာပထဝီနေထားရအာရှတိုက်ရဲ့အင်အားကြီးနိုင်ငံများကြားမှာဘူးနိုင်ငံကြီးများကြားဘူးချက်မှတည်ရှိနေတဲ့အတွက်ဒေသတွင်းကုန်သွယ်မှုတရားပြည့်ဖော်ဆောင်ရေးဟာကျွန်တော်တို့အစိုးရဖွဲ့ရဲ့ကြီးမားတဲ့မဟာမြော်မောက်ရည်မှန်းချက်တစ်ခုဖြစ်ပါတယ်။နိုင်ငံတော်ရဲ့စီးပွားရေးဥမ္မာလာစေဖို့အတွက်ကိုယ်တို့လူမှုကိုမြင့်တင်ရမှာဖြစ်တယ်လို့ထွက်ရှိလာတဲ့ကုန်စည်တွေကိုလည်းနိုင်ငံတကာဆွေးနွေးကိုအချိန်တိုတွင်ကုန်ကျန်းစေသက်သာတဲ့ပို့ဆောင်တဲ့မဟာဗျူဟာမြောက်လမ်းကြောင်းတွေကိုလည်းအကောင့်ထဲပေါ်သွားကြဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံနယ်စပ်ဖြတ်ကျော်လမ်းမကြီးစီမံကိန်းကိုအထူးလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။ကျွန်တော်တို့ဆိုတာဝန်ယူထားတဲ့ကာလအတွင်းမှာရန်နှံပြည့်ပြည်စည်းမှုရရှိစေရေးဆောင်ရွက်သွားဖို့မျှော်မှန်းဆောင်ရွက်လည်းရှိနေပါတယ်။အိန္ဒိယနိုင်ငံမဏိပူရပြည်နယ်ရှိမိုးရေးမြို့ကနေစတင်ကမြန်မာနိုင်ငံကိုဖြတ်ကျော်ပြီးထိုင်းနိုင်ငံရဲ့မဲဆောက်မြို့တီစုစုပေါင်း845မိုင်ကီလိုမီတာ1400ကရှည်လမ်းမှာဖြစ်ပါတယ်။ဒီလမ်းကြောင်းဟာအရှေ့တောင်အာရှနဲ့တောင်အာရှကိုချိတ်ဆက်ပေးမဲ့စီးပွားရေးစင်ညာတစ်ခုဖြစ်ပြီးကျွန်တော်တို့ရဲ့ဒေသတွင်းမိဖက်နိုင်ငံများနဲ့ကြီးကြီးရင်းနှီးမှုတိုးမြင့်တာမှကနေစပ်ကုန်သွယ်ရေးကိုလည်းအရှိန်ဟုန်မြင့်တိုးတက်စေမှာလည်းဖြစ်ပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်းမှာပါဝင်တဲ့မြန်မာတရုတ်မြန်မာစီးပွားရေးစင်ညာစီမံကိန်းငွေဆောင်ပသိမ်ရန်ကုန်မြဝတီလမ်းကြောင်းစီမံကိန်းဒဝရင်းနေစေကစီမံကိန်းတို့ဟာလည်းနိုင်ငံရေးမတည်ငြိမ်မှုနဲ့ဗန္ဒာရေးဆိုင်ရာစိန်ခေါ်မှုတွေကြောင့်နှုံနှင်းမှုများနဲ့ကြုံတွေ့ရခဲ့ပေမဲ့လည်းအောင်မြင်အောင်ဆက်လက်ကောင်ထွယ်ပေါ်ဆောင်သွားမယ်ဖြစ်ကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်ရန်ကုန်နဲ့ပိုးလောင်းမစီမံကိန်း BRI ရဲ့အဓိကစီမံကိန်းတစ်ခုဖြစ်တဲ့မန္တလေးမူဆယ်ရထားလမ်းစီမံကိန်းဟာကျွန်တော်နိုင်ငံရဲ့မြောက်ဘက်စီးပွားရေးတကပောက်ကိုဖွင့်လှစ်ပေးမဲ့အသက်သွေးကြောလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဒုတိယမြို့တော်ဖြစ်တဲ့မန္တလေးကနေတရုတ်နိုင်ငံနဲ့နယ်စပ်ဒေသဖြစ်တဲ့မူဆယ်အထိကီလိုမီတာ430ရှည်လျက်ပြီးခရီးသည်တင်ရထားများတွေကီလိုမီတာတနာရီကို160နှုန်းနဲ့ကုန်စည်ပို့ဆောင်ရေးတဲ့တနာရီကိုကီလိုမီတာ120နှုန်းမောင်းနှင်နိုင်ဖို့ဒီဇိုင်းရေးဆွဲထားတဲ့နယ်စပ်ကုန်သွယ်ရေးရထားလမ်းစီမံကိန်းလည်းဖြစ်ပါတယ်။မြန်မာတရုတ်ကုန်သွယ်မှုနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိုများစွာအရှိန်အဟုန်မြင့်တင်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ဒီစီမံကိန်းကြီးတွေအောင်မြင်ဖို့အတွက်လည်းနေမီတီချင်းအေဂျင့်မှုရှိရေးကလည်းအခြေခံအကျဆုံးလိုအပ်ချက်ဖြစ်နေပါတယ်။တစ်အဆွေးနဲ့ဗဘူးထုတ်လို့မရတယ်လို့ပဲတိုက်ပြည်မအေးချမ်းရင်လည်းဖွံ့ဖြိုးလုပ်ငန်းတွေဆောင်ရွက်လို့ရနိုင်မှာမဟုတ်ပါဘူး။တိုက်ပြည်တည်ငြိမ်အေးချမ်းမှသာဖွံ့ဖြိုးလုပ်ငန်းတွေကိုလည်းအနှောင့်အယှက်မရှိဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်။ပြည်သူ့တော်နာယကကြီးနဲ့တွတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရေးကြီးသလိုကျွန်တော်နိုင်ငံအပါအဝင်ကမ္ဘာအနှံ့အဝှမ်းရင်ဆိုင်နေရတဲ့ရာသီဥတုပြောင်းလဲမှုနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာတောင်ပြဿနာတွေကိုလည်းမိထားလို့မရပါဘူး။ကမ္ဘာမိုးလေဝသပညာရှင်တွေရဲ့ခန့်မှန်းချက်တွက်ချက်မှုအရယခုနှစ်ကုန်ပိုင်းမှာအလွန်အားကောင်းတဲ့အယ်နီညိုအဆင့်ကိုရောက်ရှိလာနိုင်ပြီး2026ခုနှစ်နဲ့2029ခုနှစ်တို့ဟာကမ္ဘာတစ်ပိုင်းတစ်ချောင်းမှာအပူဆုံးနှစ်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းထားကြပါတယ်။ဒါကြောင့်လို့ရာသီဥတုပြောင်းလဲမှုရဲ့အကျိုးဆက်အဖြစ်မြေအောက်ရေခန်းချောင်းဒဏ်နိုင်မှုတွေကာကွယ်နိုင်ဖို့တဲ့မြေအောက်ရေဝသဦးစားပေးသုံးဆက်ပြီးအသေး
မြေပေါ်ရေကိုသာဦးစားပေးသုံးဆွဲပြီးအသေးစားဆိုလာစိုက်ပျိုးရေးရရှိရေးနဲ့စနစ်တွေရရှိရေးစနစ်တွေနဲ့သစ်ပံဒီကြစိုက်ပျိုးသွားနိုင်ရေးကိုလည်းဤပညာပံ့ပိုးပေးနေအောင်ကြိုးစားဆောင်ရွက်လည်ရှိနေပါတယ်။ယနေ့မြင့်မောက်ကာလမှာအရေးအဆုံးဆင်ခုံမှုတရားဖြစ်တဲ့တဘာဝဘေးအန္တရာယ်ကြောက်မှုတွေလည်းကဘာကြီးပူနွေးလာခြင်းကြောင့်ဖြစ်ပြီးအဲ့ဒီလိုရာသီဥတုပြောင်းလဲမှုဖြစ်ပေါ်လာခြင်းကလည်းတည်တော့ပြုတ်တိမှုများကြောင့်ပဲဖြစ်ပါတယ်။နိုင်ငံတွေနဲ့စီးပွားပြည်သူတစ်ထုတ်လုပ်မှုကိုဥပဒေအတိုင်းမြစ်ထားပေမဲ့လည်းတည်တော့ပြုတ်နှုတ်မှုအခြေအနေတွေဟာလုံခြုံရေးအားနည်းနေဖို့ကိုခွန်အားယူတစ်ဖက်နိုင်ငံကိုတရားမဝင်တစ်ခုတ်ထုတ်မှုတစ်ခုတ်ထုတ်တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ဒီလိုတရားမဝင်တစ်ထုတ်လုပ်မှုတစ်ထုတ်လုပ်တင်ပို့ရောင်းချမှုတွေကြောင့်နိုင်ငံတော်ရဲ့လူမှုရေးစီးပွားရေးနဲ့ပတ်ဝန်းကျင်ထိခိုက်မှုတွေဖြစ်ပေါ်လာခဲ့ရပါတယ်။တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကိုဖြေရှင်းနိုင်ဖို့ဒီလည်းမျိုးမျိုးရှိတဲ့ထက်ကတစ်ပင်ဆိုင်ပြိုးခြင်းတည်တော်မြတ်ထိန်းသိမ်းခြင်းဟာအယိုးရှင်ဆုံးအထီးရောက်ဆုံးကုန်ကျစရိတ်အသက်သာဆုံးနဲ့လူတဲ့လုံနိုင်တဲ့အလုပ်ဖြစ်တယ်လို့တဘာဝနဲ့လည်းလက်လုံးညီတွေဖြစ်ပြီးအကျိုးရှိသောလုပ်ငန်းတစ်ရပ်လည်းဖြစ်ပါတယ်။တည်တော်တစ်ပင်များသည့်ဖမှုတိုးတက်မှုအားလုံးဘိုးချက်ဖြစ်သည်ဆိုတဲ့စကားနဲ့ညီနိုင်ငံတော်ဖမှုတိုးတက်မှုလုပ်ငန်းတွေဆောင်ရွက်ရမှာတည်တော်ထိန်းသိမ်းရေးပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကိုအမျှော်မြင်ကြီးစွာနဲ့ထက်သွင်းစဉ်းစားဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်းလည်းပြောကြားလိုပါတယ်။ယနေ့ရာသီဥတုပြောင်းလဲမှုအကျိုးဆက်တွေကိုအဆိုးရွားဆုံးခံစားရတဲ့သူတွေဟာကျေးလက်နေပြည်သူတွေဖြစ်တဲ့အတွက်ကျေးလက်ဒေသတွေမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းတတော်တစ်ပင်တွေပြုစုပြောထောင်ခြင်းစုပ်ပြမှန်များစနစ်တကျစီမံခန့်ခွဲခြင်းတို့ကိုအဓိကဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်။ဒီလိုဆောင်ရွက်မှသာကျေးလက်တွေတန်ရှင်းတက်ရလိမ့်စိတ်လန်းဆိုပြီးခေတ်မီနည်းပညာတွေကိုအသုံးချနိုင်တဲ့စာပြကျေးရွာတွေ clean green and smart villages တွေအဖြစ်အသွင်ကူးပြောင်းနိုင်မှာလည်းဖြစ်ပါတယ်။အဲဒီကတဆင့်နိုင်ငံတော်အလုံးမှာရှိတဲ့မြို့ပြကြီးတွေဖြစ်ပါ smart city တွေအဖြစ်ကိုကိုယ်ချိတ်ဆက်တက်လှမ်းနိုင်မှာလည်းဖြစ်ပါတယ်။စမ်းစစ်လေးကြတဲ့ကြာ2020ပြည့်နှစ်မှာမြန်မာနိုင်ငံရဲ့တစ်တော်ဖုံးလွှမ်းမှုပမာဏဟာ4.38သိန်းစတုရန်းကီလိုမီတာရှိပြီးတိကျလေးလာခြင်းများရ2026ခုနှစ်မှာ4.12သိန်းစတုရန်းကီလိုမီတာရှိတဲ့အတွက်စတုရန်းကီလိုမီတာ4000နီးပါးတိုးတက်လာတာကိုလည်းတွေ့ရှိရပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိတစ်တော်ဖုံးလွှမ်းမှုဟာနိုင်ငံဧရိယာရဲ့42.15%ရှိတဲ့အတွက်ရေရှည်စီမံကိန်းအဖြစ်နိုင်ငံဧရိယာရဲ့50%တွေပြန်လည်ရောက်ရှိအောင်ဆောင်ရွက်သွားဖို့အတွက်နိုင်ငံတော်တာယာဖို့တဘာဝပတ်ဝန်းကျင်ထိကြစုဆိုတဲ့မူဝါဒကိုချမှတ်ပြီးဆောင်ရွက်လက်ရှိနေပါတယ်။ချောသူတဲ့နေရာတွေကိုစိမ့်လန်းအောင်လူတွေကပဲလှုပ်ဆောင်နိုင်လာဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းအပြင်များကိုမိမိတို့ရဲ့အိမ်ပတ်ဝန်းကျင်ရဲဝပတ်ဝန်းကျင်နဲ့လမ်းဘေးဝဲရတွေမှာဦးစားပေးစိုက်ပျိုးသွားကြဖို့လိုအပ်ပါတယ်။2026ခုနှစ်မှာနိုင်ငံတော်ဝန်လုံးအတိုင်းအတာနဲ့နိုင်ငံပိုင်တစ်တော်စိုက်ခင်းတွေအပါအဝင်ဧကပေါင်း3000မှာအပင်ပေါင်း23သန်းကျော်စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ပြည်သူ့လွှတ်တော်နာဂကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာမြန်မာနိုင်ငံမှာစီးဆင်းနေတဲ့အဓိကမြစ်တွေမြစ်ကြီး၄သွယ်အပါအဝင်မြစ်ချောင်းများတဘာဝရေကန်ကြီးများစီတုံးများကနေနှစ်စဉ်ရေချိုဧကပေတန်း800ကျော်စီးဆင်းရရှိနေပေမဲ့လည်းဒီစီးဆင်းနေတဲ့ရေချိုပမာဏရဲ့ရာခိုင်နှုန်းအနည်းငယ်ခန့်ကိုပဲစိုက်ပျိုးရေးမွေးမြူရေးစက်မှုလုပ်ငန်းတို့နဲ့အိမ်သုံးရေအစရှိတဲ့ကဏ္ဍတွေမှာသုံးစွဲနိုင်တဲ့အကြောင်းတွေ့ရှိရပါတယ်အစိုးရအနေနဲ့အမျိုးသားအဆင့်ရေရင်းမြစ်ကော်မတီကို26ခုနှစ်ဧပြီလ20ရက်နေ့မှာပြင်ဆင်ဖွဲ့စည်းပြီးတော့လုပ်ငန်းတောင်ကိုစနစ်ကိုအကောင့်ထဲပေါ်ဆောင်ရွက်လက်ရှိနေပါတယ်မြန်မာနိုင်ငံမှာမြေပေါ်မြေရောတွန်းတက်တရားဇာတပစ္စည်းမျိုးစုံပေါ်ကျော်ပါပြီးဒီရင်းမြစ်တွေကိုနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအများပြည်သူအကျိုးစီးပွားဖြစ်ထွန်းရေးတို့အတွက်အကျိုးရှိစွာအသုံးပြုလက်ရှိနေပါတယ်ဒါပေမဲ့နိုင်ငံတော်တွင်းကတိုင်းဒေသအချို့မှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေလက်နက်ကိုင်တောင်းကျမှုတွေကိုခွင့်ကောင်းယူပြီးမတော်လောပါနဲ့ကိုကျိုးချစီးပွားရေးသမားတွေတိုင်းလက်နက်ကိုင်ခေါင်းဆောင်အချို့အနေနဲ့နိုင်ငံမတရားဇာတပစ္စည်းတွေကိုဥပဒေမဲ့ခိုးထုတ်နေကြပြီးအကြမ်းဖက်အုပ်စုတွေကိုထောက်ပံ့ခြင်းလက်နက်ကိုင်တောင်းကျမှုတွေကိုအားပေးထောက်ဟန်ခြင်းတွေကိုလည်းထောက်ပံ့ခြင်းတွေကိုလည်းလုပ်ဆောင်နေကြတာကိုလည်းတွေ့ရှိရပါတယ်နိုင်ငံမတရားဇာတပစ္စည်းတွေဥပဒေမဲ့ခိုးထုတ်နေကြတဲ့နေရာမှာဥပဒေကိုမသိနားမလဲတဲ့ဆင်းရဲတဲ့ဒေသကပြည်သူတွေကို
ငွေကြေးနဲ့ဆက်ဆောင်စီယုံပြီးအလုပ်လုပ်ငန်းစီလည်းရှိတာကိုလည်းတွေ့ရှိရပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့အများပြည်သူများသိရှိနိုင်ဖို့အတွက်နိုင်ငံမတရားစားတွေကိုမတော်လောဘနဲ့ဥပဒေမဲ့ခိုးထုတ်ကအကြမ်းဖက်တဲ့လက်နက်ကိုင်တောင်းကြမှုတွေကိုထောက်ပံ့နေမှုကိုတိုက်ဖြတ်သွားမှာဖြစ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်ပြည်သူ့တော်နာယကကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့နိုင်ငံမှာလူဦးရေနှစ်စဉ်တိုးပွားနေပြီးအထူးသဖြင့်မြို့ပြနေလူဦးရေဟာတနေ့တခြားတိုးတက်မြင့်မားလာတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်မြို့ကြီးတွေမှာလူဦးရေထူထပ်လာတာနဲ့တူမြို့ပြမှာဖုံမှုတိုးတက်ရေးနဲ့မြို့နေပြည်သူလူထုတွေရဲ့နေထိုင်မှုဘဝနဲ့ကျန်းမာသာနေထိုင်နေရေးတို့အတွက်လက်ရှိကြုံတွေ့ရတဲ့မြို့ပြဆိုင်ရာအခက်အခဲတွေအားသာချက်တွေနဲ့အားနည်းချက်တွေကိုလေ့လာဆန်းစစ်ဖော်ထုတ်သွားမှာဖြစ်ပြီးလိုအပ်ချက်တွေကိုလည်းဖြည့်ဆည်းဆောင်ရွက်တတ်နိုင်ဖို့စီစဉ်ဆောင်ရွက်ရှိနေပါတယ်မြို့ပြသားလှပရေးနဲ့ပတ်သက်ပြီးမြို့ပြတိုးချဲ့တည်ဆောက်ရေးကိုစီမံကိန်းတွေနဲ့အကောင့်တွေဖော်ဆောင်ရွက်တဲ့နေရာမှာရေမီးလမ်းနဲ့အခြေခံအဆောက်အအုံတွေကိုဖြည့်ဆည်းဆောင်ရွက်ဖို့နဲ့အဆင့်မီအိမ်ယာတွေတည်ဆောက်ပေးဖို့မြို့ကွက်တစ်တွေဖော်ဆောင်ပေးတာနဲ့အညီအမှန်တကယ်ဆောက်လုပ်နေထိုင်ကြစေဖို့မြို့ပြတာယာလှပရေးနဲ့ပတ်သက်ပြီးချမှတ်ထားတဲ့စီမင်းတာယာစီမီစည်းကမ်းတွေနဲ့ညီနေထိုင်ကြဖို့ကြမှတ်ဆောင်ရတဲ့ရှိနေပါတယ်။ဒါရိုကြမှတ်နိုင်ဖို့နဲ့ကုညီဆောင်နိုင်ဖို့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းစီမင်းတာယာဝန်ကြီးဌာနတွေကိုလည်းဖွဲ့စည်းပေးထားပြီးဖြစ်ပါတယ်။မြို့ပြဖွံ့ဖြိုးရေးတည်ဆောင်ဖော်ဆောင်တဲ့နေရာမှာမြို့ဧရိယာကိုတိုးချဲ့ဖော်ထုတ်ခြင်းတဲ့ရေပေးဝေရေးလက်ရှိမီဆက်တွေရေးနဲ့လမ်းများဖောက်လို့ရမှာအကျိုးရှိနိုင်ဖို့နဲ့ကမ္ဘာမြို့ကြီးများကဲ့သို့ခင်းနေသည့်ထုံကြီးတဲ့မြို့ပြမှာအဖြစ်တည်ဆောက်နိုင်ရန်ကြိုးပမ်းသွားကြမှာလည်းဖြစ်ပါတယ်မြို့နေပြည်သူလူထုတွေအပန်းဖြေနားယူနိုင်ဖို့တဲ့နေရာတွေပြည်သူလူထုနဲ့သက်ဆိုင်တဲ့နေရာတွေကိုလည်းဖော်ဆောင်သွားကြပြီးသွားကြမှာဖြစ်ပါတယ်ပြည်내တိုင်းဒေသကြီးတွေကမြို့တော်တွေအားလုံးမှာအထူးတန်းပွဲကြီးစဉ်နဲ့ပြည်သက်9000ဆန့်နဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းမိုးလုံးလီလုံးအကားစားယိုမိုးလုံးလုံးရေကူးကြဒေယူကန်တွေကိုလည်းပထမဆင့်မှာတိစောက်ပေးလျက်ရှိနေပါတယ်လူကြီးမြတ်ပြတဲ့ခရိုင်မြို့ကြီးတွေမှာလည်းပွဲကြီးပြည်သက်3000ဝန်းဆန်းနဲ့မီတာ400ပြေးလမ်းပါဘောလုံးကွင်းများအဆင့်မြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်ဗန္နငွေပေါ်မှာမူတည်ပြီးကြံခရိုင်မြို့နယ်တွေမှာလည်းဆက်လက်အကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်အခြေခံပညာကျောင်းတွေမှာလည်းတင့်တော်တဲ့အားကစားကုန်းတွေရှိနေဖို့တန်တင်ကျောင်းနဲ့ကန့်ကြီးတဲ့အခြေခံအဆောက်အအုံတွေပြည့်မီဖို့တွေလည်းဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိနေပါတယ်ပြည်တော်ထုတော်နာဂာကြီးနဲ့ထုတော်ကိုယ်တော်ကြီးများခင်ဗျာရိုးရရင်ကြီးမှုဆိုတာအလွန်နူးညံ့တိမ်မွေ့ပြီးစွမ်းအားရှိတဲ့ soft power ဖြစ်တဲ့အတွက်ကြောင့်ဒါကိုထိန်းသိမ်းနိုင်ဖို့အတွက်ဆိုရင်တန်ဖိုးထားအလေးစားဂုဏ်ယူပြီးထာဝရတည်တံ့အောင်ကာကွယ်ဆောင်ရှောက်သွားမယ်ဆိုတဲ့ခိုင်မာတဲ့မျိုးချစ်စိတ်ဓာတ်တွေရှိဖို့လည်းလိုအပ်ပါတယ်။ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံလိုက်လူမျိုးလိုက်မှာကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိကြပါတယ်။ရည်တည်နဲ့ကိုကြောက်ကြွဆဲနဲ့ကြည်ကြည်ပြီးသိရှိနိုင်တယ်လို့နိုင်ငံနဲ့လူမျိုးအဆင့်တန်းကိုလည်းယဉ်ကျေးမှုကိုကြည့်ပြီးစံပြတိုင်းတာကြတာလည်းဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့မြန်မာယဉ်ကျေးမှုဟာနှစ်ပေါင်းထောင်ချီဖြစ်ထွန်းလာခဲ့တာဖြစ်ပြီးကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဒလိတွေနဲ့ယင်းနှိထက်တိုင်တည်တဲ့ခိုင်ခန့်လေးရှိနေပါတယ်။ဒါကြောင့်တိုင်းဒေသလူမျိုးတွေရဲ့ရွေးရည်ချင်းမှုအမှုပညာနဲ့အကလှတွေကိုလည်းဆက်လက်ထိန်းသိမ်းသွားကြမှာဖြစ်ပါတယ်။မြမတရုတ်မှာအမှုပညာဆိုတာမြို့ကြီးစိတ်တဲ့ရှင်သန်ထက်သန်ရေးနဲ့ဇာတိတွေဇာတိမှာရှင်သန်မှုတို့ပေါ်မှာရှေ့ရှုဖြစ်ပေါ်လာတာဖြစ်ပြီးအမျိုးကုန်ဇာတိကိုမြင်မာရေးကိုလည်းများသာအထောက်အကူပြုစေပါတယ်။ခေတ်ဆက်တဲ့အမှုပညာရှင်တွေအနေနဲ့နိုင်ငံတိုးတက်ရေးအတွက်အစိုးရရဲ့မူဝါဒတွေပေါ်မှာမူတည်ပြီးလှုပ်ရှားဆောင်ရွက်ခဲ့ကြတာကိုလည်းတွေ့ရှိရပါတယ်။ဘိုးဘဘေဘင်းတို့ထားရှိခဲ့တဲ့တန်ဖိုးမဖြတ်နိုင်တဲ့နိုင်ငံရဲ့ရည်ချင်းမှုအမှုနှင်းတွေကိုနောက်သားမျိုးဆက်တွေဆင်ဆက်တားစီမြေးဆက်အထိလက်ဆင့်ကတည်ဆောင်ပေးနေစားရှိသူတွေဟာနုပညာရှင်တွေပဲဖြစ်ပါတယ်။ခေတ်ဆက်တဲ့ပြည်သူလူထုကိုဖျော်ဖြေပေးတဲ့နေရာမှာလည်းမြန်မာယူရဒေထုံးစံနဲ့အမျိုးသားရေးစရိုက်လက္ခဏာတွေကိုထိမ့်သိမ်းပြီးနိုင်ငံရဲ့ရည်စည်းကြောင်းပေါ်မှာပါလာအောင်ဆောင်ရွက်သူတွေဖြစ်တဲ့အတွက်နိုင်ငံတော်နဲ့ဒီမိုကရေစီရှောင်လွှမ်းမှုမှာလူပညာရှင်တွေအနေနဲ့အမျိုးသားရေးစိတ်ဓာတ်နဲ့တက်ကြွကြပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါကြောင်းလည်းပြောကြားလိုပါတယ်ခီးသားကဏ္ဍနဲ့ပတ်သက်ရင်လည်းကမ္ဘာနိုင်ငံမှာခီးသားလုပ်ငန်းအောင်
ကိုမိကူမထွက်တဲ့ဆက်ယုံတွေဖြစ်တင်စားပြီးအဓိကအားထားလှုပ်ဆောင်နေကြပါတယ်ကျွန်တော်တို့ရဲ့အိန္ဒိယနိုင်ငံတွေမှာလည်းခီးသွွားလုပ်ငန်းနဲ့နိုင်ငံဝင်ငွေများစွာတူတဲ့ရရှိကြတာကိုလည်းတွေ့ရှိရမှာဖြစ်ပါတယ်ကျွန်တော်နိုင်ငံမှာငပလီချောင်းသာငွေဆောင်လိုတာယာလှပတဲ့ပင်လယ်ကမ်းခြေတွေအင်းတော်ကြီးအင်းလေးကြိုက်ထီယိုဇွဲကပင်တို့လိုတဘာဝအင်းအိုင်တောတောင်ရှုခင်းအလှတွေကမ္ဘာအမွေနှစ်စင်းရင်ဝင်ရေချေးအောင်ရည်ကျင်းမှုနေမြေတွေဖြစ်တဲ့ဒီခေတ်တရားဗေဒနိုဟန်လင်းပကံတို့လိုမြို့သားအမွေနှစ်နေရာများမြန်မာနိုင်ငံကိုဂိုဒန်လန်လို့တင်စားလောက်စေတဲ့ဗုဒ္ဓဘာသာရဲ့အထင်ရှားရှေးဟောင်းယထာရှေးဟောင်းဖယားစီဒီများပရဝန္တုလူသားမျိုးနွယ်ကိုကိုစားပြုတဲ့ဒရမယဉ်ကျေးမှုမူတည်ဖြစ်တဲ့မြန်မာတို့ရဲ့အတာတကြံပွဲတော်စတာတွေဟာခိတလုပ်ငန်းဖွံ့ဖြိုးဖို့တဲ့ရေကန်မြေကန်ခေါင်းတွေလည်းဖြစ်ပါတယ်ဒီရင်းမြစ်တွေကိုကြိုးရှိသုံးချပြီးတဘာဝနဲ့ယဉ်ကျေးမှုအခြေခံခိတလုပ်ငန်းတွေကိုအကောင့်ထဲဖော်ဆောင်နိုင်ဖို့ကြိုးစားဆောင်ရွက်လက်ရှိပါတယ်တဘာဝသောတောင်တွေမှာတောင်တက်ခြင်းကျိုးတန်းစီးခြင်းတို့လိုစွမ်းစားခီးသွွားလုပ်ငန်းတွေဖွံ့ဖြိုးလာစေဖို့လည်းဆောင်ရွက်သွားကြမှာဖြစ်ပါတယ်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေဖို့အတွက်လက်တလောစားရောက်ဗီဇာခွင့်ပြုပေးထားတဲ့နိုင်ငံ6နိုင်ငံအပြင်နိုင်ငံရေးအတွက်တိုးမြင့်ခွင့်ပြုတန်းနိုင်ဖို့လည်းဆောင်ရွက်လက်ရှိပါတယ်ပြည်ခွင့်နဲ့ပတ်သက်ရင်လည်း e-visa စနစ်နဲ့ဝင်ရောက်နိုင်ဖို့နိုင်ငံမိုး100ကိုခွင့်ပြုပေးထားပြီးနိုင်ငံရေးအတွက်တိုးမြင့်နိုင်ရေးကိုလည်းညှိနှိုင်းဆောင်ရွက်လက်ရှိနေပါတယ်ပြည်တော်စုတော်နာယကနဲ့လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျာနိုင်ငံတော်ရဲ့တည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးမှာတရားဥပဒေစိုးမိုးရေးကအခြေခံအကျဆုံးဗရဏကျတဲ့အုံမြင့်ဖြစ်တဲ့အတွက်ဥပဒေအသိပညာလူတွေသိရှိနားလည်စေဖို့ကျွန်တော်ကိုယ်တိုင်ကျွန်တော်ဆွေးရပွဲကိုလမ်းညွှန်ချက်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်ပြည်သူတွေအနေနဲ့တည်ဆဲဥပဒေကိုသိရှိနားလည်မှသာစီကံပြည့်ဝတဲ့လူအဖွဲ့အစည်းဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်2024-25ပြည်년တင်နှစ်ကစပြီးအခြေခံပညာထက်တန်းအဆင့်မှာဥပဒေပညာကိုသင်ကြားပေးစီခဲ့တဲ့အတွက်ဥပဒေပညာအခြေခံသိရှိနားလည်ပြီးဖြစ်တဲ့ထက်တန်းကျောင်းသားကျောင်းသူပေါင်း8သိန်းခန့်ရှိနေပြီဖြစ်ပါတယ်ဒါပြည်ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကတက္ကသိုလ်သီးမှာလည်းဝိဇ္ဇာပိဥပဒေပညာပေးနိုင်တဲ့အထိတွင်းမြင့်ဆောင်ပေးလက်ရှိပါတယ်မြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ရဲ့စွမ်းရည်နဲ့စွမ်းအားတွေမြင့်တင်ပေးခြင်းဖြင့်ပြည်တွင်းလူမျိုးရေးနဲ့တရားဥပဒေစိုးမိုးရေးဖော်ဆောင်ပေးလက်လည်းရှိနေပါတယ်အထူးသဖြင့်နေမီဒေသလိုက်မူရည်စေဝါတားဆီးနှိမ်နင်းရေးနဲ့ online လိမ်လည်မှုလောင်းကစားမှု online scam တိုက်ဖျက်ရေးတွေကိုလည်း PPCC ကောင်တွေဖြည့်ရှင်းဖို့ညွှန်ကြားထားပြီးဖြစ်ပါတယ်တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေတဲ့အာဂတိလိုက်စားမှုတွေကင်းရှင်းစေဖို့အစိုးရအဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံးစိတ်ထားမှန်ကန်စွာနဲ့လှုပ်ဆောင်ကြဖို့လည်းအထူးလိုအပ်ပါတယ်ပြည်သူလူထုနဲ့ဇာတ်ရဲ့ထိတွေ့နေရတဲ့ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဟာဥပဒေကိုသိရှိနားလည်ပြီးအာဂတိကင်းရှင်းဖို့အထူးပင်အရေးကြီးလှပါတယ်နိုင်ငံတော်အနေနဲ့တရားစီရင်မှန်တယ်ဖြောင့်မတ်စေခြင်းဥပဒေပညာအသိပေးမြင့်တင်ခြင်းနဲ့အာဂတိကင်းစင်တဲ့အုပ်ချုပ်ရေးတို့ကတဆင့်တရားဥပဒေစိုးမိုးရေးကိုခိုင်မာအောင်ကြိုးပမ်းဆောင်ရွက်လက်ရှိပါကြောင်းလည်းပြောကြားလိုပါတယ်။ဒါပြင်အာဂတိလက်စားမှုတိုက်ဖျက်ရေးဟာလည်းနိုင်ငံတော်တည်ဆောက်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အဓိကဦးစားပေးလုပ်ငန်းတစ်ခုလည်းဖြစ်ပါတယ်။ရခိုင်ဒီမိုကရေစီဒုတိယအစိုးရတက်တန်းကာလအတွင်းမှာတာဝန်ရှိသူများရဲ့မစင်မချင်းဆောင်ရွက်မှုမှနဲ့အာဂတိလက်စားမှုတွေကြောင့်နိုင်ငံတော်တွေနဲ့အမေရိကန်ဒေါ်လာ73.3 သန်းနဲ့မြန်မာငွေကျပ်1 ဘီလီယံကျော်ဆုံးရှုံးနေတာကြရပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လုပ်ငန်းဆောင်မှုအားလုံးကိုလူထုတ်လူနည်းတဲ့ညီမမငန်းဆောင်ရွက်ပြီးဒီလိုဖြစ်ရမျိုးထပ်မမဖြစ်ပွားစေဖို့တည်းလည်းအလေးနဲ့ထားဆောင်ရွက်နေပါတယ်တန်ရှင်းသည့်အစိုးရကောင်းမွန်သည့်အုပ်ချုပ်မှုဖြစ်စေရေးကိုအဓိကရည်မှန်းချက်အဖြစ်ဆောင်ရွက်သွားမှာဖြစ်ပြီးအစိုးရဖွဲ့ဝင်များနိုင်ငံဝန်ထမ်းများနဲ့စီးပွားလုပ်ငန်းရှင်များအားလုံးအာဂတိကင်းရှင်းစွာနဲ့နိုင်ငံတော်နဲ့ပြည်သူ့အကျိုးကိုအမှန်တကယ်ကျိုးပါအာဂတိကင်းရှင်းစေရေးစနစ်တကျကြောင်းမဲ့ဆောင်ရွက်သွားကြမှာလည်းဖြစ်ပါတယ်ပြည်ထောင်စုထုတော်နာဂကြီးနဲ့ထုတော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာအွန်လိုင်းလိမ်လည်မှုအွန်လိုင်းလမ်းစားမှုတွေဟာလူများစုပေါ်မှာကျူးလွန်တဲ့ကြီးလေးတဲ့ရာဇဝမှုတွေအဖြစ်ကျွန်တော်တို့အစိုးရကသတ်မှတ်ထားပါတယ်ဒါကြောင့်ကျွန်တော်တို့အစိုးရအနေနဲ့လုံးဝလက်ခံခွင့်လွှတ်မှာမဟုတ်ပဲပြင်းပြင်းထန်ထန်
နှင်းနှင်းချင်းမိုးနဲ့ရှိနေပါတယ်ဒီလိုနှင်းနှင်းတဲ့နေရာမှာပြစ်မှုကျူးလွန်သူများရဲ့69ရာခိုင်နှုန်းဟာပြည်ပနိုင်ငံသားတွေဖြစ်ပြီးအိန္ဒိယနိုင်ငံတွေကတည်းကကျွန်တော်တို့နိုင်ငံတွေကိုတရားမဝင်ဝင်ရောက်ခွင့်နေကြတဲ့ဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်သူတို့သုံးပြုတဲ့ Starlink အပါအဝင်ဆက်သွယ်ရေးပစ္စည်းတွေနဲ့ကွန်ပျူတာဆက်ဆက်ပစ္စည်းတွေဟာပြည်ပနိုင်ငံကနေတရားမဝင်တင်သွင်းခဲ့ကြတာပဲဖြစ်ပါတယ်ငွေပေးချေမှုစနစ်တွေကလည်းနိုင်ငံခြားဗန်တွေနဲ့ကသာဓာတ်ရိုက်ချိတ်ဆက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်ဒါကိုမြန်မာနိုင်ငံကသာတာဝန်ရှိတဲ့ပုံစံမျိုးပြည်ပမီဒီယာတွေကကမ္ဘာသတင်းတွေမှာပုံဖော်တင်ပြနေတာကိုလည်းတွေ့ရှိရပါတယ်ဒါပြင် online လောင်းစားမှုအကြောင်းပြုပြီးတော့မှတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အရှိမြောက်ဒေသမှာပြဿနာဖြစ်ပွားခဲ့ကတိုက်ပြည်အနေနဲ့လည်းများစွာပိတ်ဆက်ခဲ့ရပါတယ်နိုင်ငံတော်ကိုမူလအခြေအနေတိုင်းပြန်လည်ဖြစ်စေဖို့တဲ့ညီလန်းမျိုးစုနဲ့ကျူးစာဆောင်ရွက်တော့မှာဖြစ်ပြီးတော့မှာဖြစ်ပြီးတရုတ်နဲ့ထိုင်းနိုင်ငံပါဝင်မိတ်ဆွေနိုင်ငံများနဲ့လည်းပူးပေါင်းဆောင်ရွက်တော့မှာဖြစ်ပါတယ်ယနေ့အထိ online လေးလဲလောင်းကစားမှုကျူးလွန်သူနိုင်ငံပေါင်း58နိုင်ငံကပြည်ပနိုင်ငံသားတရားခံ92,950ကိုဖမ်းဆီးပြီးတက်ဆက်နိုင်ငံတွေကိုလည်းပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်ဒီထူးဆဲလုပ်ငန်းတွေကျွန်တော်နိုင်ငံအတွင်းမှာပြန်လည်အခြေမချနိုင်စေဖို့တဲ့တရားမဝင်ဆက်လုပ်ထားတဲ့အဆောက်အဦတွေကိုလည်းအပြီးတိုင်ဖြိုချက်ဖျက်ဆီးရှင်းနေတာကိုလည်းဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်ဆက်လက်ပြီးမူရစီဝါဟာတိုင်းရင်းသားလူမျိုးဆွဲတစ်ခုလုံးရင်ဆိုင်နေရတဲ့ပြဿနာဖြစ်တယ်ဆိုတာလည်းသတိပြုဖို့လိုအပ်ကြောင်းလည်းအလေးနဲ့ထားပြောကြားလိုပါတယ်ကျွန်တော်တို့ဆိုအနေနဲ့လူသားမျိုးနွယ်ကိုလူညွတ်တုံးစီနိုင်တဲ့မူရစီဝါကိုအမျိုးသားရေးအာဏာဖြစ်သတ်မှတ်ပြီးမူရစီဝါတိုက်ဖြည့်လုပ်ငန်းတွေကိုလည်းအမျိုးသားရေးတာဝန်တရားပြခံယူပြီးတော့မှနိုင်ငံတော်မှမူရစီဝါထုတ်လုပ်မှုနဲ့တရားမဝင်ရောင်းဝယ်မှုတားဆီးကာကွယ်လုပ်ငန်းတွေကိုလည်းအင်တာအာရက်နဲ့ PPC တွေဆင်းမပြဆောင်ရွက်ရရှိနေပါတယ်ကျွန်တော်အနေနဲ့ပြောကြားလိုတာကတော့မူရစီဝါထုတ်လုပ်ရောင်းချခြင်းဟာငွေကြီးခွာဝါချမှုလက်နက်မှောင်ခိုမှုအကြမ်းဖက်မှုတွေကိုလည်းအထောက်ပံ့ဖြစ်စေတဲ့အတွက်နိုင်ငံတော်အတွင်းတည်ငြိမ်အေးချမ်းမှုကိုချင်းချောက်တဲ့ရှင်ခုံမှုတွေဖြစ်တယ်လို့ဖြစ်ပါတယ် EAO အမည်ခံလက်နက်ကိုင်အချို့ပေါ်တဲ့အဓိကဘုံငွေရနေတဲ့လုပ်ငန်းဟာမူရစီဝါလုပ်ငန်းဖြစ်ပြီးသူတို့တွေလုံးဝလက်မလွတ်နိုင်တဲ့အဓိကစီးပွားလုပ်ငန်းဖြစ်တဲ့အတွက်အခုအချိန်ထိဆက်လက်ထုတ်လို့ရောချနိုင်သေးတယ်ဆိုတာကိုလည်းတွေ့ရှိရပါတယ်ဒီလိုထုတ်လို့နိုင်နေခြင်းကိုလည်းထိရောက်စွာတည်ဖော်ထုတ်ပြီးနှင်းနှင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ပြောင်းထုတ်တော်နာယကနဲ့ထုတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်နိုင်ဖို့အတွက်တက်ဆက်မဲဆန္ဒနယ်680နယ်မှာရွေးကောက်ပွဲများအောင်မြင်စွာကျင်းပပြီးထုတ်တော်ကိုယ်စားလှယ်1025ဦးကိုရွေးချယ်တင်မြှောက်ပေးနိုင်ခဲ့ပါတယ်ဒီခုကမှပြည်သူ့ထုတ်တော်မျိုးသားထုတ်တော်နဲ့တိုင်းဒေသကြီးတို့မှပြည်နယ်ထုတ်တော်အသီးသီးမှာလည်းပြည်သူလူထုကရွေးချယ်တင်မြှောက်ပေးခဲ့တဲ့ထုတ်တော်ကိုယ်စားလှယ်များကဥပဒေပြုရေးနဲ့ပြည်သူ့ဆန္ဒနဲ့ဖြစ်စည်းပေးတာဝန်တွေကိုထမ်းဆောင်နေတာကိုလည်းခွင့်ဖွယ်ရတွေ့မြင်ရပါတယ်ပြည်တော်သူအဆင့်အဖွဲ့အစည်းတွေမှာဖွဲ့စည်းရမှာလက်လက်သွားတဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများနဲ့ရွေးကောက်ပွဲမကျင်းပဖြစ်ခဲ့တဲ့မဲဆန္ဒတွေရဲ့လွှတ်တော်ကိုယ်စားလှယ်နေရာများအတွက်မဲအများဆုံးယူအနိုင်ယူစနစ် FPTP နဲ့ဂျာဘတ်ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးရမယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနဲ့89နဲ့မြို့သားလွှတ်တော်မဲဆန္ဒနဲ့15နဲ့တိုင်းဒေသကြီးတို့မှပြည်နယ်လွှတ်တော်မဲဆန္ဒနဲ့68နဲ့စုစုပေါင်းမဲဆန္ဒနဲ့190နဲ့မြို့နယ်102မြို့နယ်တို့မှာသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲများဥပဒေနဲ့အညီ2022ခုနှစ်တွင်2029ခုနှစ်တွင်ဂျာဘတ်ရွေးကောက်ပွဲများပြုလုပ်နိုင်ဖို့အတွက်လည်းမဲဆန္ဒရှင်စည်းများပြုစုခြင်းမဲပေးစက်များဖြန့်ခွင့်နိုင်ရေးကြိုတင်စီရင်ဆောင်ရွက်ခြင်းစတာအစရှိတဲ့ရွေးကောက်ပွဲအကျိုးလုပ်ငန်းစဉ်တွေကိုလည်းပြည်တော်သူရွေးကောက်ပွဲကော်မရှင်နဲ့ကြိုတင်ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်းသတင်းစကားပါလို့ပါတယ်ပြည်တော်သူလွှတ်တော်နာယကကြီးနဲ့လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာညီကုန်းချုပ်အနေနဲ့ပြောကြားလိုတာကတော့ယနေ့မိမိတို့အစိုးရတာဝန်ယူခဲ့တဲ့ရက်ပေါင်း100ကာလဟာနိုင်ငံတော်ရဲ့အနာဂတ်အတွက်ခိုင်မာတဲ့အခြေခံအုတ်မြစ်တွေကိုစတင်ချက်မှန်နေတဲ့တမန်ဝင်ကာလတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့တိုင်းပြည်တည်ငြိမ်အေးချမ်းမှုရရှိရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုရရှိရေးဆိုတဲ့ဦးစားပေးရည်မှန်းချက်နှစ်ရပ်ကိုလက်ကင်ထားပြီးကဏ္ဍစုံမှာအရှိန်ဟုန်နဲ့ဆောင်ရွက်ရရှိနေပါတယ်ကျွန်တော်တို့ဆိုရဟာ
နိုင်ငံတော်နဲ့ပြည်သူကပေးရလာတဲ့တာဝန်တွေကိုတစ္ဆာရှိရှိကြည်ကြည်ပြည့်ပြည့်ထမ်းဆောင်တော်မှာဖြစ်ပါတယ်ဒီလိုတာဝန်ထမ်းဆောင်နေရမှာပါတီစုံဒီမိုကရေစီစနစ်ခိုင်မာအောင်တည်ဆောက်ရေးဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်ထောင်စုတည်ဆောက်ရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးပြည်သူလူထုရဲ့လူမှုစီးပွားဘဝမြင့်တင်ရေးစတဲ့ကိစ္စရပ်တွေကိုကျွန်တော်ခေါင်းဆောင်တဲ့အစိုးရအဖွဲ့ကဥတီချက်ရည်မှန်းချက်တွေချမှတ်ပြီးအကောင်းဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့စူးစီးညွှန်ညွှန်းတဲ့ပြည်တော်စုကြီးမဖြစ်အောင်တိစအကောင့်တွေပေါ်ဆောင်သွားကြဖို့အဓိဋ္ဌာန်ချမှတ်ထားပါတယ်ကျွန်တော်တို့ရင်ဆိုင်နေရတဲ့စင်ခုံမှုတွေနဲ့အခက်အခဲတွေဟာဘလောက်ပဲကြီးမားနေပါသည်ပြည်ရင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတဲ့ဆောင်းဖို့အတိုင်းပြည်သူနဲ့အစိုးရဟာမစုံမနစ်တဲ့ဇွဲလုံးသားတွေနဲ့လွယ်ညီညီဆောင်ရွက်သွားမယ်ဆိုရင်ဒီအခက်အခဲတွေကိုအခွင့်အလမ်းပြပုံဖော်ဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်ဖြစ်တယ်ဆိုတာကျွန်တော်ကောင်းတာယုံကြည်ပါတယ်ကျွန်တော်တို့ဆိုရအနေနဲ့ပြည်သူလူထုရဲ့ဆန္ဒနဲ့ညီဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ပြည်တော်စုနိုင်ငံတော်တစ်ကိုတည်ဆောက်သွားမှာဖြစ်ပါတယ်ဒီလိုတည်ဆောက်တဲ့နေရာမှာအတွေးအခေါ်တွေနောက်ကျမကြံရည်စေဖို့လဲကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်နိုင်ငံတော်တစ်တည်ဆောက်ရေးကိုအရှင်ရအောင်ကျွန်တော်အနေနဲ့2 နှစ်အချိန်ယူပါမယ်အချိန်ဝင်တဲ့တည်ဆောက်မှုလည်း3 နှစ်အချိန်ယူဆောင်ရွက်သွားပါမယ်ပြည်သူလူထုတရားလုံးကလည်းကျွန်တော်နဲ့တူကဏ္ဍအသီးသီးမှာတက်ကြွစွာပါဝင်ကူညီပေးကြဖို့အလေးနဲ့တိုက်တွန်းရင်းညီကုန်းချော့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ